November la the city VA go sabi poesi di jiwe cheka pitu ma pitu do song show yan sabi lo di Show those way, ne to shall be. Ya to read what ya make Democracy, Yabo Josajine, Yao Ya Dwaja Zonini. Wejina dia, Sinya Lujine, Pure Jesus, Dinya between us. Show those when they do shall be. Yao yao, do it what Democracy, Yabo Josajine, Yao Yao, Dwaja Zonini. Ngadu dwi ha, jitu rekaba. Đi biểu mẹ bà rồi phải ông chị mà nó phải ông chị như là rồi abdominal phải ông chị số này thì nó bị cái loli đẹp cái mà phải cái mà hòa anh à xây phải nhà ai xí đấy hòa sai nó u rồi rồi cái tao cái đồ tê rồi đi anh à xây phải nhà ai xí đấy thì rồi hòa phải ông này solution rồi nhà đó thì rồi lý ông này rồi phải kinh ra nó lý ông này hòa nên vụ sao cái đó xử lý nào theo xử lý tao lại solution tất cả mọi người hòa ဒါပေမဲ့တစ်ခါလေကြားလို့ရှိရင်အဲ့ဒီဘိုင်းအောင်တဲ့ဟာဟို
ကျွန်တော်ဝင်းချုပ်လေးချုပ်လို့နောက်ဒီလေးပိတ်နေလို့အဲ့ဒါကြောင့်ဒီနေ့အဲ့လိုအားကလေးခဏတစ်ပြုတ်လောက်အောင့်လာရှိသလိုအရန်တစ်ခါလေကြလို့ရှိရင်အရန်ဆိုးဝါးပြီးတော့အသက်အန္တရာယ်ကိုစိုးရင်ရလောက်တဲ့အဲ့အောင့်နေဒီတော့ slide ကိုမြင်ရပါတယ်နော် ဟုတ်ကဲ့မြင်ရပါတယ်ခင်ဗျာ မြင်ရပါတယ်ဗျာဆရာ ဟုတ်ကဲ့ဆရာ ညပါလေဆရာ ဟုတ်ကဲ့ဆရာကျွန်တော်ဟို TV ထဲမှာခဏလာနေလေဆရာမသမီးဘက်ကအောက်နေတယ်ဘာဖြစ်တာလဲမသိဘူးဆိုတော့ဆရာမဟိုတန်ထိုးလို့နေမှာပေါ့နော်တက်ဒီပါရီတေချာဆေးမှာစားဟိုတန်တန်ရှင်းရှင်းလောက်ဟိုတမ်းမကြီးအဲ့လိုတန်ရှင်းမှုပြောတဲ့ဟိုလေးရှိရလေဟိုကြောင်ကြောင်လေးတစ်ခုရှိသေးတယ်အဲကြောင့်အခါလေးကြားလို့ရှိရင်ကျွန်တော်တို့ဘိုက်အောက်နေတယ်ဆိုတာဟိုများသောအားဖြင့်ကျွန်တော်တို့ဒီတိုင်းလေးအောက်နေဟိုခဏခဏလေးအောက်နေဟိုဘိုက်ချလို့ရှိရင်လည်းအောက်နေဘူးသွားတင်လို့ရှိရင်လည်းအောက်နေစီဟိုမသွားဘဲနဲ့အောက်ထားလို့ရှိရင်လည်းအောက်နေမျိုးအောက်နေတယ်အဲကြောင့်ဘိုက်အောက်နေဆိုကျွန်တော်တို့အတွက်ထူးခြားတဲ့အရာမဟုတ်ဘူးပေါ့နော်အဲကြောင့်ကျွန်တော်တို့ဘိုက်အောက်နေဆိုလို့ရှိရင်အဲ့ဒီယာယီလေးအောက်ခြင်းမှစပြီးတော့အသက်အန္တရာယ်ရှိတဲ့ဘိုက်အောက်နေအဖြစ်ဖြစ်နေတယ်ဒါဆိုရင်ကျွန်တော်တို့ဒါကဟိုဒီရိုးပေါ့နော်အန္တရာယ်မရှိတဲ့အောင်ရောအောက်ရှင်ဘိုက်အောက်နဲ့ဟာဒီပဲလားဒါမှမဟုတ်အသက်အန္တရာယ်ကြီးစိုးရင်ရတဲ့ဘိုက်အောက်ကြီးမလားကျွန်တော်ဘိုက်အောက်လို့ဒါဆရာဝန်သွားပြမယ်လို့ရှိရင်စုံမှာမဟုတ်တော့နေ့တိုင်းပဲဆရာဝန်သွားပြနေရမှာလीနော်ဒါပေမဲ့ဘယ်ချိန်ဒီမှာဆရာဝန်သွားပြတင်တယ်ဘယ်ချိန်မှာကျမရဲ့ဝန်ထမ်းတွေနဲ့ဟိုတတ်တင်လဲဆိုတာကျွန်တော်သိထားလို့ရှိရင်အဲဒီအန္တရာယ်ရှိနိုင်တဲ့နေသားတွေသိထားလို့ရှိရင်ကျတော့ကျွန်တော်တို့ဒီကနေ့အကြည့်ဥမဦးတက်ပေါက်လို့နော်ဦးတက်ပေါက်လို့ဟိုနောက်စေုံသွားတာနောက်ကြလို့အဆုံးလာတော့အဲ့ဒီအန္တရာယ်ဖြစ်နိုင်တဲ့ sign တွေကိုကျွန်တော်သိထားလို့ရှိရင်ကျွန်တော်တို့ဟိုအသက်အန္တရာယ်ကိုကျွန်တော်အားနေပထမဆုံးစမယ်ဆိုတော့အဲ့ဆိုတော့ဘိုက်ကခဏပြီးတာပေါ့နော်အဲ့ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါအပြင်ဘက်ကနေကြည့်တာပေါ့နော်တို့ဒီတယောက်ကနည်းနည်းလေးတော့ဝပါတယ်ပိန်တဲ့သူဆိုလို့ရှိရင်တော့ဘလာရှိတဲ့သူဆိုလို့ရှိရင်6 လို့ပြောတာလေဟိုဒီမှာဟိုဘလာရှိတဲ့သူဆိုလို့ရှိရင်အမှတို့မှာအယုတ်ရစ်တုံးရပေါ်တယ်ဒီဘိုက်မှာရစ်တုံးရပေါ့နော်ဒါဘာလို့လဲဆိုတော့ဒီအပေါ်မှာအစီတွေမရှိတော့ဘူးလေဘိုက်ပေါ်မှာအစီမရှိတော့သက်သားတွေအမြောင်းလေးမြင်ရတာနော်ဒီလိုသက်သားအတုံးကြီးရှိတဲ့ဘိုက်မှာသက်သားအတုံးကြီးအားထဲမှာဘာလဲဆိုရင်အမြောင်းလေးတွေရှိတယ်ဒါအပြင်ဘက်ကနေကြည့်လို့ချင်းဘိုက်ကိုတာပေါ့နော်အဲ့ဒီမှာကျွန်တော်ခုပြချင်တာဒီဟိုအယိုးတွေရဲ့ anatomy ကိုတစ်ချက်ပြချင်တယ်နားလေးမှာဆိုလို့ချင်းရင်းညွန့်ရိုးလေးရှိတယ်ဒါရင်းညွန့်ရိုးကြီးပေါ့နော်ရင်းညွန့်ရိုးဒီအပေါ်ကနေစားတယ်ဒီအောက်ဒီဒါဆိုလို့ချင်းကျွန်တော်တို့အခုနေနဲ့စမ်းကြည့်လို့ရတယ်အဲ့ဒီနေရာလေးကိုကျွန်တော်စမ်းကြည့်လို့ရှိရင်မမာလေးစမ်းကြည့်လို့ရတယ်အဲ့ဒါ Zeitfrost process လို့ခေါ်တာပေါ့နော်ဒါရင်းညွန့်ရိုးရဲ့အောက်ဆုံးနေရာလေးမမာလေးတချို့လူနာတွေကျွန်တော်စီလာတာရှိတယ်ဟိုဆရာတဲ့ဒီညမှာအရင်မာနေကင်ဆာများဖြစ်မလားမသိဘူးပေါ့နော်အမှန်တော့ဒီညမာတာပုံမှန်ပဲအဲ့ဒါဒီအယိုးရဲ့အဆုံးနေရာလေးအဲ့ဒါကို Zeitfrost process လို့ခေါ်တယ်အဲ့ဒီနေရာလေးကမာတယ်လူတိုင်းမှာရှိတယ်ဒီအယိုးမာလာပြီးတော့အဲ့ဒီဟာပေါ့နော်ဒီ sternum ဆိုရဲအဲ့ဒီရင်းညွန့်ယိုးအဲ့ရင်းညွန့်ယိုးမှာနံယိုးတွေကလာပြီးတော့ဆက်တယ်နော်နံယိုး1 2 3 4 5 6 9 9လို့နံယိုးတွေလာပြီးဆက်တယ်အဲ့ဒီဘက်ကနံယိုးတွေပေါ့နော်ဒါနံယိုးတွေအဲ့ဒီဘက်ကဂျင်းညွန့်ယိုးနဲ့နံယိုးကြားထဲမှာကြတော့အယိုးနုလေးတွေရှိတယ်ဒါလေးတွေအယိုးနုလေးတွေပေါ့နော်လူတွေကဒီဂျင်းညွန့်ယိုးရဲ့ဒီဘက်ကနံယိုးအမာကြီးတွေကိုဆက်ပြီးတာအဲ့တော့ဒီဂျင်းညွန့်ယိုးဒီအယိုးနုလေးတွေကနည်းနည်းလေးအားနေတာပေါ့နော်သူတို့အယောင်းတာလွယ်ကူတယ်ထိခိုက်မခံဘူးပေါ့နော်ဒါဒီကြားထဲမှာဒါလေးရဂျင်းညွန့်ယိုးလေးနိုင်ရပြီရင်းညွန့်ရပြီဒါ Zeitfrost process ဆိုတဲ့ဒီရင်းညွန့်ရဲ့အဆုံးနေရာလေးပေါ့နော်ဒီလေးပေါ့ဟုတ်ပါယူချစ်တယ်လဲဆိုလို့ချင်းကျွန်တော်ထိုင်နေနဲ့စမ်းကြည့်လို့ရတယ်ခါရဲ့ခါဟူးအောက်ကိုတွားကြည့်လို့ချင်းဘောကနေအောက်ကိုဆင်းသွားလို့ချင်းဒီဘောကနေအောက်ကိုဆင်းသွားလို့ချင်းအဲ့မှာအယိုးလေးတစ်ခုဆန်းလို့ရမယ်လေးတစ်ခုကြည့်တယ်ဘာကဲလို့ခေါ်တယ်ဒီဘာကဒီ iliac crest ကဒီဘာပဲပေါ့နော်ဒီလိုဆို
အဲ့ဒီတူပါကဲဆိုရဲအဲ့ဒီအယိုးဆုံးလေးတစ်ခုရှိတယ်ဒီဘက်မှာတစ်ခုဒီဘက်မှာတစ်ခုဒီအဆုံးလေးကကျွန်တော်နောက် slide ပြမယ့်နေရာလေးတွေမှာအဲ့ဒါလေးနဲ့ဟိုဟာဘုပြောမှာဆိုတော့လေကျွန်တော်အခုဆက်အင်္ဂလိပ်လိုရလဲရပဲဒါပေမဲ့အဲ့မှာအယိုးဟိုအဆုံးလေးတစ်ခုရှိရဆိုတာသိထားလို့ဒါဆိုလို့ရှိရင်ဒီကိုင်းမှာဆိုလို့ရှိရင်အပေါ်ဘက်မှာအခြေပြားရှိတယ်အခြေပြားအောက်မှာကြွက်သားရှိတယ်ကြွက်သားနော်ဒါ6 plus ပေါ့ဒါကြီးကြားထဲမှာဒီအမြောင်းလေးရှိကြွက်သားတစ်ခုနဲ့တစ်ခုကြားထဲမှာတစ်ခါတလေကြားလို့ရှိရင်ကျွန်တော်တို့ဟိုပေါ့နော်ဟိုလဲနေရင်းနဲ့ပဲဟိုဒီထိုင်နေလဲနေရင်းနဲ့ထိုင်လိုက်လို့ရှိရင်ဟိုတစ်ခါတလေကျတော့ဒီညားလေးဖောင်းလာတတ်တယ်ချို့လူတွေဝါးတယ်လူတွေပေါ့နော်အားတဲ့ဟာလေးဖောင်းလာတတ်တယ်အဲ့ဒါဘာလဲဆိုရင်ဒီနေရာမှာအာနီယာဆိုရဲဥကျွန်းတယ်လို့ပြောတာပေါ့ဒါပေမဲ့ဥကျွန်းကအစ်စ်တော့မဟုတ်ဘူးနေရာလေးကအားနေတဲ့နေရာလေးဆိုဒီနေရာလေးကတစ်ခါလေးဖောင်းလာတတ်တယ်အဲ့မှာတစ်ခါလေးကျလို့ရှိရင်အာနီယာလေးရှိတတ်တယ်ပေါ့နော်ဒီနေ့ဟာလေးရှိတတ်တယ်ဒီဟာဝိပွိုင်နေပေါ့နော်အားနေတဲ့နေရာလေးဟိုကြည့်မှဆိုရှင်ဒီမှာရိုးကဂျင်းညွမျိုးရှိတယ် Zephyrus process ဆိုရဲဂျင်းညွမျိုးရဲ့အမီလေးရှိတယ်နံရိုးလေးရှိတယ်နံရိုးရဲ့အစုံပိုင်းပေါ့နော်ပြီးတော့ဒီအောက်မှာဘာကဲဆိုရဲဒီရိုးလေးနှစ်ခုတစ်ခုကျွန်တော်တို့စီးပညာကျွန်တော်တို့စီးကျောင်းသားဆရာဝန်အားလုံးဟို specialist အားလုံးရဲ့ဟိုအားထားမိခိုရပါတော့ဒီဘက်ကိုအိုင်းနေတိုင်းလိုက်တယ်။ဘာလို့လဲတခါတည်းလို့ရှိရင်ဆရာမပိုင်းအောင်နေဘယ်နေရာအောင်တာလဲချက်နာအောင်တာလားညာဘက်ကအောင်တာလားဘယ်ဘက်ကအောင်တာလားဒီညွန့်ကအောင်တာလားစီးဆက်ကအောင်တာလားအဲ့လိုကျွန်တော်တို့အဲ့ဒီအောင်းတဲ့နေရာကိုသိထားလို့ရှိရင်ဘယ်အစိတ်အပိုင်းပဲဟိုအင်္ဂါအစိတ်အပိုင်းမှာခုပြဿနာရှိနေတယ်ဆိုတော့ကျွန်တော်မှန်းလို့ရတယ်ကျွန်တော်ဘေးရင်းဆရာကြီးလိုပဲပေါ့နော်အဲ့ဒါကြောင့်ဘယ်နေရာမှာနာလဲဆိုတာအရေးကြီးတယ်အဲ့ဒီဘယ်နေရာမှာနာလဲဆိုတာသိဖို့အတွက်ကြတော့ကျွန်တော်တို့ဒီစာသိထားလို့ချင်းကြတော့ဒီချက်ချာအင်္ဂါစိတ်ပိုင်းဟိုဒါနေပြီလေအင်္ဂါစိတ်ပိုင်းကိုထိနေပြီလေဆိုတော့ကျွန်တော်ခွဲခြားလို့ရတာပေါ့နော်အဲ့လိုခွဲခြားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ1 byte မှာအပိုင်း9ပိုင်းပိုင်းလို့ရတယ်နော်ဒီလိမ္မော်ရောင်လေးကနံပါတ်1ဒီဂျာလေးကနံပါတ်2နံပါတ်3ဘက်ပြီးနာကနံပါတ်4ဒီကအပြာလေးကနံပါတ်5ဒီဘက်ကနံပါတ်6အောက်ကနံပါတ်9ဒီလိမ္မော်ရောင်လေးကနံပါတ်8ဘက်ကအပိုင်းလေးကနံပါတ်8လိမ္မော်ရောင်လေးကနံပါတ်9အပိုင်း9ပိုင်းပိုင်းလို့ရတယ်ဝင်ပိုက်ကိုအဲ့ဝင်ပိုက်ကိုအပိုင်း9ပိုင်းဘယ်လိုပိုင်းမလဲလို့ပိုင်းမလဲဆိုလို့ရှိရင်ဒါနံယူကြည့်တယ်ဒီဘက်မှာနောက်ဘက်မှာလည်းနံယူရဲ့အဆုံးကြည့်တယ်ဘယ်မှာလည်းနံယူအဆုံးကြည့်တယ်အဲ့နံယူအဆုံးတစ်ခုကိုမှန်းနဲ့ပိုင်းချလိုက်ဘာဟုတ်လဲဟိုညီမဆော့ပဲရှိရဆိုလို့ရှိရင်အဲ့ဒီနံယူအဆုံးကိုဆန်းလို့ရလို့ရှိရင်အဲ့ဒီအဆုံးတစ်ခုကိုဆော့ပင်နဲ့ပိုင်းချလိုက်လို့ရတယ်ဒါတော့ဆန်းကြည့်လို့ရပါဒါဆိုရင်ဒါဒီ horizontal line ဆိုတဲ့ဒါမြင်းတစ်ကြောင်ရပြီပေါ့နော်။နောက်မြင်းတစ်ကြောင်ကဘာလဲဆိုလို့ရှိရင်ဒီနေရာမှာရှိတဲ့အယိုးအစုံလေးပေါ့နော်။အယိုးအစုံလေးဒီဘက်ကျူပါကဲအဲ့ဒီအယိုးအစုံလေးနှစ်ခုကိုဆက်လိုက်လို့ရှိရင်ဒါကလည်းပြက်တိုင်းနောက်တစ်ခုဒါဆိုလို့ရှိရင်ရေပင်ကြီး line နှစ်ခုရပြီ။တော့နောက် line နှစ်ခုကဘယ်လိုလဲဆိုလို့ရှိရင်ဒီနေရာလေးမှာဒီမှာညှက်ရိုးချီတယ်။ဒါညှက်ရိုးပေါ့နော် clever ပဲ။ဒီညှက်ရိုးဆုံးဟုတ်တဲ့နဲ့ညရိုးအဆုံးဟုတ်တဲ့ညရိုးအဆုံးဒီဘက်ကအဲ့ဒီအဆုံးနှစ်ခုရဲ့လေတက်အဲ့လေတက်ကနေပြီးတော့တောင်းလိုက်ညင်းဆွဲချလိုက်လို့ချင်းဒါတောက်လိုက်တလိုက်ရဒီဘက်မှာလည်းအဲ့လိုပဲညှက်ရိုးပေါ့နော်ဒီညှက်ရိုးတစ်ခုလုံးရဲ့အလေတက်တောင်းလိုက်ဆွဲချလိုက်လို့ချင်းနောက်ထပ်ပါပေါ့နော်ပါတီကမြင်းတစ်ကြောင်ရပြီအဲဆိုရင် line ကအလုံးပေါင်း4 line ပေါ့နော်ညရိုးအောက်ဖက်ကိုဟိုဘက်ဒီဘက်ပိုင်းတာတစ်ပိုင်းနောက်ဒီဘက်ကတူပါကဲဆိုရဲတူပါကဲနှစ်ခုကိုဘက်ဒီဘက်ကလည်းဒါနောက်ညယူလေတက်တဲ့ဟာနှစ်ကြောင်ဆိုတော့အလုံးပေါင်းပိုင်းက4ကြောင်ပိုင်း4ကြောင်ရဟိုလုပ်လိုက်လို့ရှိရင်အပိုင်းကအလုံးပေါင်း9ပိုင်းထွက်လာဘက်1 2 3 4 5 6 7 8 9အဲ့မှာကျွန်တော်တို့အဲ့ဒီအပိုင်းလေးတွေကိုနာမည်ပေးလိုက်တယ်
ဒီနံပါတ်1အပိုင်းဒီလိမ္မော်ရအောင်နံပါတ်1လေးပေါ့နော်ဒီလိမ္မော်ရနံပါတ်1အပိုင်းကညာနံယူအောက်ပေါ့နော်ညာနံယူအောက် right hypochondria ဒါညာပဲနံယူအောက်အပိုင်းမာလိုပဲရေးတော့မယ်နော်ယူချင်းချင်းဆိုတော့ညာနံယူအောက်နံပါတ်1ကနံပါတ်2ကကြတော့ရင်ညွန့်ယူဖြစ်တဲ့အတွက်ကြောင့်မလို့ရင်ညွန့်ယူအောက်ပြရမှာနော်ရင်ညွန့်ယူအောက်ရင်ညွန့်ယူအပေါ်လို့ပြောလို့ရပါတော့ရင်ညွန့်ယူအပိုင်းလို့သတ်မှတ်ထားတယ်ဒီနေ့ကြောက်ပါဒါရင်ညွန့်ယူရှိတဲ့အပိုင်းဟုတ်ဒီဒါရင်ညွန့်ယူရှိတဲ့အပိုင်းနောက်ဒီဘက်ကနံပါတ်3အပိုင်းကြတော့ဘယ်နံယူအောက်အပိုင်း3ပဲရပြီနော်ညာနံယူအောက်ရင်ညွန့်ယူရှိတဲ့အပိုင်းလို့ရှိရင်ဘယ်နံယူအောက်နောက်ဒီအလယ်ဟာကြတော့ဒီနံပါတ်5က sorry ကျွန်တော်ဒီကနည်းမှားပါတယ် sorry နံပါတ်ဒါနံပါတ်4ကညာညာဘက်ခါပေါ့နော်အခါညာဘက်ခါဟုတ်တယ်ညာဘက်ခါနောက်နံပါတ်5ကျတော့ဟုတ်ကဲ့မှန်တယ်ဟုတ်ကဲ့ချက်နေရနံပါတ်5ချက်ဟိုပတ်လိမ့်မယ်ကြည့်ရင်နံပါတ်6နေရကျတော့ဘယ်ဘက်ခါညာဘက်ခါရဲ့ချက်နေရရဲ့ဘယ်ဘက်ခါနေရရဲ့တရား3ပိုင်းရပါတယ်နောက်ဒီအောက်ပိုင်းကျတော့ဗာလဲဆိုရှင်ညာပေါင်ရင်းနေရပေါ့နော်ညာပေါင်ရင်းနေရနောက်နံပါတ်8ကကျတော့စီးဆက်နေရဘာရောင်တွေကစီးဆက်နေရဒီဘက်ကျတော့ဘယ်ပေါင်ရင်းနေရပေါ့ဆိုရှင်အားလုံးမှာအပိုင်း9ရပြီကလတ်မြင်ရဒီအလျားလိုက်မြင်ရ2ခုအောင်လိုက်မြင်ရ2ခုပိုင်းလိုက်အတွက်ကြောင့်မလို့ပိုင်း9ပိုင်းထွက်လာတယ်နံပါတ်1ကနာနံယူအောက်နံပါတ်2ကရင်ညွန့်ယူနေရနံပါတ်3ကပင်နံယူအောက်နံယူအောက်ပေါ့နော်ရင်ညွန့်ယူအောက်နောက်နံပါတ်4ကညာဘက်ခါကချက်နေရဘက်ခါနံပါတ်9ကညာပေါင်ရင်အရှိကစီးဆက်နံပါတ်9ကဘယ်ပေါင်ကြောက်တော့မြန်မာပြည်ကနည်းနည်းလေးလွဲတာလေးဖြစ်နေလိမ့်မယ်နော်ဒါပေမဲ့ကျွန်တော်ဆီမလို့လွယ်ပတ်လို့ရအောင်နော်အဲဆိုရင်ဒါအဲ့ကိုပိုင်းလိုက်တာအားလုံးအပိုင်း9ပိုင်းရပါတယ်ဒီ9ပိုင်းကိုမူတည်ပြီးတော့ဘယ်နေရာနာလို့ရှိရင်ဘာဖြစ်နိုင်လဲဒီနေရာနာရင်ဘာဖြစ်နိုင်လဲဆိုတာတို့အဲ့ဒါမရောက်သေးနော်ဒါကအခုလောလောဆယ်ကျွန်တော်ဗာပြမလဲဆိုတော့ windpipe ရဲ့ခန္ဓာဗေဒပေါ့နော်အပေါ်ဘက်ကအရေပြားရဲ့ရေပြားအောက်ကကျွတ်သားနဲ့အစီပြင်းကြီးကိုဖယ်ချလိုက်လို့ရှိရင်ဒီအကြီးထွက်လာတာပေါ့နော်တော့မြင်နေရတဲ့အပိုင်းထွက်လာအဲ့ဘာလဲဆိုရှင်ဒါညှက်ကြီးညွန့်ယူဒါကနံယူဒီအဖြူလေးတွေကနံယူရဲ့အယူနုလေးပေါ့နော်ဒါကနံယူဒီမှာဒီဘက်မှာတစ်ပဲချီတယ်သူရှင်ဒီအသားရောင်ဒီခရမ်းရောင်လေးပြတာတကယ်အပြင်မှာတော့ခရမ်းရောင်မဟုတ်ဘူးနော်ဒီမှာကြည့်လို့ကောင်းခရမ်းရောင်လေးပြတာအသေးကဒီနားလေးမှာရှိတယ်ဒီကနေပြီးတော့ဒီအလေကိုလည်းဖက်သွားတယ်ဒီနားလောက်ကြည့်ရှိတယ်အသေးဒီပေါ့နော်မြင်နေရတဲ့ဒီအညိုရောင်လေးဒီအညိုရောင်လေးကဘာလဲဆိုလို့ရှိရင်အဆိုင်နော်ဒါအဆိုင်ဒီကြောက်လေနည်းနည်းနားထူတာနည်းနည်းလွဲနေဒီကအဆိုင်လေးနော်ဒါအဆိုင်ရောင်ရနောက်တစ်ခုကဒီအောက်မှာဗာရေးထားလဲဆိုတော့ momentum လို့ရေးထားတယ် momentum ကတော့မြန်မာလူကျွန်တော်ရှာမတွေ့လို့သူကဗာလဲဆိုရှင်အစာအိမ်နဲ့ဥဘေးပတ်လည်မှာပေါ့နော်ဇာပါးလေးလိုမျိုးဇာပါးလေးလိုဖုံးထားတဲ့ဟာလေးကို momentum လို့ခေါ်တယ်ဥလေးရဲ့ဥလေးကိုဖုံးထားတာပေါ့နော်ပပလေးလိုမျိုးအဲ့ဒီဇာပပလေးတွေမှာသူကအစီလေးလည်းရှိတယ်နောက်တစ်ခုကတွေးကြောလေးလည်းရှိတယ်momentum လို့ခေါ်တာပေါ့နော်ဟုတ်ပေါ့နော်နောက်ဒီအောက်ကဟာကြတော့ဘာလဲဆို sorry ဒီအောက်မှာမြင်နေရတဲ့အရာလေးကြတော့ပေါ့နော်အဲ့ဒါ C8
မြင်နေရတဲ့ဒီတောင်ဒီဘလို့တောင်မို့ဟိုသိအောင်ပြရတဲ့စီဒါဒီပြားရဲ့ကြွသားရဲ့နောက်တစ်ခုအစီပြင်းပြီးပိုက်တစ်ခုတန်ထားလိုက်လို့ချင်းမြင်ရတဲ့အချိန်ပိုင်းမှာပိုင်းကြည့်မယ်ပြီးလို့ရှိရင်ဒီက momentum ဆိုတဲ့အမြင်ပါလေးကြည့်မယ်နောက်ဟိုမှာတိုင်းပြီးတော့မြင်နေရတာ CH ကြည့်မယ်နောက်ဒီမှာအဲ့ဒီအပါးလေး momentum ရဲ့အောက်ဘက်မှာရှိတာဥတိမ်လေးတွေပေါ့နော်ဒါကြဥပိုင်းနေတယ်တတိယပိုင်းပေါ့နော်တတိယပိုင်းပြီးလို့ရှိရင်နောက်တတိယပိုင်းတော့ဒါလည်းခုနကတော့မြင်နေရတဲ့အပိုင်းပဲဘာလဲဆိုလို့ရှိရင်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တို့သာစားလိုက်လို့ရှိရင်ဒါတို့ပါဇက်ကနေပြီးတော့ဝင်သွားတာပေါ့နော်ဒါတော့သာရေမျိုးလို့ခေါ်တာပေါ့ဒီသာရေမျိုးကဒီဟိုပါပေါ့ကလပ်ပြက်ကြွသားကြီးရဲ့အောက်ဖက်ကိုရောက်သွားလို့ရှိရင်အစာအိမ်ဖြစ်သွားတယ်သာရေမျိုးဒါအစာအိမ်သာအိမ်ပြတဲ့ဥသိမ်ပြီးလို့ရှိရင်ဥမဒီဥသိမ်ဥမအပိုင်းကိုကျွန်တော်တည်တတ်တာနော်ဥသိမ်ဥမပြီးလို့ရှိရင်ဥသိမ်ဥမကြီးကနေနောက်ဆုံးဟိုကနေပြီးတော့အပြင်ကိုသာလိုက်တော့ခုမြင်နေရတဲ့ဒီအညွှန်းရောင်အတိအကျဘယ်လိုခေါ်မလဲအညွှန်းရောင်လေးကတော့အသေးပေါ့နော်နောက်ပြီးတော့ပါရှိကျန်တဲ့ဟာတွေတော့နောက် slide မှာတက်ပါဒါ digestive system ဆိုရဲအစာဟိုခြေရဲ့လက္ခဏာပေါ့နော်ဒါကနေပြီးတော့အာရီမျိုးဖြစ်မယ်ပြီးလို့ရှိရင်အစာအိမ်ဥသိမ်ဥမပြီးလို့ရှိရင်မစင်းကနေထွက်မယ်အဲဒါတော့ digestive system ပေါ့နော်နောက်တော့ကျွန်တော်ပြောတဲ့အတိုင်းပဲအာရီမျိုးကနေပြီးလို့ရှိရင်ဒီဒါကလန့်ပြက်ကြက်သားရှိတဲ့ diaphragm ပေါ့နော်အဲ့ diaphragm ကြော်တော့တာနဲ့အောက်ဘက်မိုက်ထဲရောက်တဲ့အချိန်မှာအိုင်ဖြစ်သွားတယ်အသုံးကအစာအိမ်အိုင်ကနေဆုံးသွားလို့ချင်းအဲ့ဒါကိုဥသိမ်လို့ခေါ်တယ် small intestine ပေါ့နော်အဲ့ဒီဥသိမ်မှာအပိုင်း၃ပိုင်းရှိတယ်နော်အပိုင်း၃ပိုင်းရှိတယ်ဘာလဲဆိုလို့ချင်း duodenum ရဲ့နောက်တစ်ခုက jejunum ရဲ့ileum ရဲ့ဆိုတာအဲ့ဒီပုံမှန် duodenum jejunum လို့ချင်း ileum အဲ့ဒီဥသိမ်ကအဲ့ဒီအလဲဘက်မှာရှိတယ်ဆိုရှင်ဥသိမ်လေးကဘယ်ကိုသွားပွင့်လဲဆိုချင်းဥမာကြီးကိုသွားပွင့်နေဒါဥမာကြီးပေါ့နော်ဥမာကြီးအစအဲ့ဒီဥမာကြီးမှာက်ကလေးတစ်ခုရှိရတာကိုdis လို့ခေါ်တယ်ဒီအလေးကခဏခဏပြဿနာပေးတာပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါအစိတ်ပိုင်းသူ့အင်္ဂါအစိတ်ပိုင်းကြီးကကျွန်တော်တို့အတွက်အသုံးဝင်တဲ့အင်္ဂါအစိတ်ပိုင်းကြီးရှိတယ်ဥပမာဒီပိုက်ထဲမှာဆိုရှင်ဒီဦးတက်လေးကကျွန်တော်တို့အတွက်မရှိလေရတယ်မဖြစ်တဲ့ဟိုအစိတ်ပိုင်းမဟုတ်ဘူးနော်အဲကြောင့်တချို့လူတွေဆိုလို့ရှိရင်အဲ့လိုမျိုးတော့ပြီးတော့တိမောသားတွေအဲ့လိုတိမောသားတွေပဲဖြစ်ဖြစ်အဲ့လိုဟိုဘာအနည်းဖြစ်နိုင်တဲ့နေရာကိုသွားမယ်ဆိုရင်ဒီ appendix လေးကိုဖြတ်သွားပြီလို့တော့ဒီကြားရအနည်းရှိတယ်လို့နောက်ကျွန်တော်တို့ဒီခန္ဓာကိုယ်ထဲမှာအသုံးဝင်တဲ့အစိတ်ပဲနောက်တစ်ခုဖြစ်တယ်ဟိုလို့ရှိရင်ကျွန်တော်ပြောမယ်အဲ့အသေးအောက်မှာရှိတဲ့ DJ အိမ်ပေါ့နော်အဲ့ DJ အိမ်လေးကလည်းသူမရှိလည်းဖြစ်တယ်သူမဖြစ်တဲ့ဟာမဟုတ်ဘူးနော်ဥတက်ကော DJ အိမ်ကောနောက်ဆုံးကျွန်တော်တို့ရဲ့အန်ဆုံးပေါ့နော်အန်ဆုံးပါးတွေကလည်းမရှိလေအဲ့လိုမျိုးအပူပါနေတဲ့စိတ်ပိုင်းတွေရှိတယ်သူတို့ပါခြင်းအပြင်အပူပါနေတယ်မျိုးပဲအဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ပြီးနိုင်တယ်ပေါ့နော်အဲ့ဒီကျွန်တော်တို့ရဲ့အင်္ဂါစိတ်ပိုင်းညာအဲဆိုရင် digestive system အစားခြေတဲ့စနစ်ထဲမှာအာရီမျိုးရဲ့အောက်ကအစာအိမ်လို့ရှိရင်ဥသိမ်၃ပိုင်းရှိတယ် duodenum jejunum ileum ဒီကြောင့်ဒီမှာတော့ပြန်ထားမှမရှိဘူးပေါ့နော်အဲ့ဒီ ileum ဆိုတဲ့အပိုင်းလေးကဒီဥမာကြီးမှာတွားပြီးတော့ပွင့်တယ်ဥမာကြီးမှာဥသိမ်လေးပြီးလို့ရှိရင်ဒါဥသိမ်ရဲ့အဆုံးပေါ့နော်ဥသိမ်ရဲ့အဆုံးကြပြီးလို့ရှိရင်ဥမာကြီးကြတော့သူကduodenum ဥသိမ်လေးဆုံးပြီးလို့ရှိရင်သူကဒီအောက်ကိုတစ်ခါတန်းထွက်လို့ရမယ်နော်ဒီအောက်ကို
ဟိုဘာလဲဆိုတော့တစ်ခါတန်းထွက်လို့ရတစ်ခါတန်းမထွက်ပဲလေသူကဒီပတ်ပြီးတော့ထွက်တာဟုတ်တယ်အဲ့ကိုပတ်ပြီးတော့အဲ့ဒီမှာဒါဥမာကြီးကဒီလိုအပေါ်တက်တယ်ညာဘက်ကနေပေါ်တက်တယ်ပြီးလို့ရှိရင်ကလန့်ပြတ်သွားတယ်ပြီးလို့ရှိရင်ဘယ်ဘက်ကနေအောက်ကိုပြန်ဆင်းတယ်ဆင်းပြီးလို့ရှိရင်ဒီလိုပြသွားပြီးတော့မှနောက်ဘက်ကနေပြီးတော့ထွက်တယ်ဥမာကြီးပေါ့နော်ဥမာကြီးဥမာကြီးအပိုင်းကိုပြထားတာဒါပါလဲဆိုလို့ရှိရင်အကဥတင်လေးပေါ့နော်ခုနကပြောတဲ့ alien ဆိုတဲ့ဥတင်အပိုင်းလေးအဲ့ဒီဥတင်ကြီးကဒီဥမာကြီးရဲ့ဒီနေရာမှာဒါလေးကဥတက်လေးဒီဥမာကြီးကဒီလိုတက်သွားလို့ရှိရင်ဒါကိုတက်နော်ဥမာကြီးအတက်ပေါ့နော် ascending aorta ascending colon လို့ခေါ်တယ်ဥမာကြီးအတက်ပေါ့နော်ဒါတက်ပြီးလို့ရှိရင်ဒီနေရာကျလို့ရှိရင်ဟိုဘက်ကိုကလန့်ဖြတ်သွားတယ်ကလန့်ဖြတ်ဥမာကြီးပေါ့နော်ပြီးလို့ရှိရင်ဆင်းတယ်ဒါဆင်းဥမာကြီးအပိုင်းသုံးပိုင်းရှိပြီပြီးရှင်ဆင်းပြီးလို့ရှိရင်သူကတော်တော်လေးကွေ့သွားတယ်အဲ့ဒီကွေ့သွားတဲ့ပုံစံလေး S ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့သူက sigmoid လို့ခေါ်တယ် sigmoid ကိုဥမာကြီးပေါ့နော်ဥမာကြီးပြီးလို့ရှိရင်သူကဒီလိုပြန်ပတ်ပြီးလို့ရှိရင်ဒါပြန်လို့ခေါ်တယ်ဆက်အိုးပေါ့နော်ဒီအပိုင်းဆက်အိုးပြီးလို့ရှိရင်ဆက်အိုးကနေပြီးဆက်အိုးပေါက်ကနေပြီးအပြင်ကိုဥမာကြီးအပိုင်းပေါ့နော်ပြန်ကြည့်မယ်ဆိုရှင်ဥမာကြီးမှာတစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းဒီပိုင်းတဲ့ဥမာကြီးရှိမယ်အလန့်ပြဥမာကြီးရှိမယ်သင်းဥမာကြီးရှိမယ်ပြီးလို့ရှိရင် sigmoid ဥမာကြီးရှိမယ်ပြီးလို့ရှိရင်နောက်ဒီโอเคညလေးမှာလာပွင့်တာပေါ့ဥတက်ရောင်လေဆိုရင်တော့ဒီညရောင်းတာပေါ့အဲဆိုရှင်ခုနကတော့ပြောတဲ့အဲ့ဒီစာရည်မျိုးစီစပြီးလို့ရှိရင်အဲ့လို့ရှိရင်ဥသိန်းလေးကပိုင်းသုံးပိုင်းလို့ရှိရင်ဥမာကြီးလို့ရှိရင်အပြင်ကနေပြီးတော့ဟိုကနေပြီးစာရည်မျိုးပေါ့digestive system ပေါ့ဒါကျွန်တော်ဗာပြကျင်လာလို့ဆိုရင်အဲ့ဒီဒါဥမာကြီးပဲပေါ့နော်ဥမာကြီးပဲဥသိန်းလေးလည်းရှိတယ်အစာရင်လေးရှိတယ်ဒါပေမဲ့အဲ့ဒီဥမာကြီးမှာဥမာကြီးကိုဟိုဟာပြီးတဲ့တွေးရှိရပေါ့နော်ဒါနှလုံးကနေလာတဲ့ aorta ကြီးပေါ့နော်နှလုံး abdominal aorta လို့ခေါ်တယ်ဒါသူကပိုးနောက်ဆုံးမှရှိတယ်အဲ့ဒီသွေးကြောမကြီးကအဲကြောင့်သွေးကြောမကြီးတုံးတိခိုက်မိလို့ပေါက်တယ်ဆိုတာသိမရှိဘူးဘာလို့ဆိုဒီအခြေဖက်မှာတခြားဟိုညာစိတ်ပိုင်းတွေရှိရလေကြောင့်ဒီတိုင်းရတော့တော့မပေါက်ဒီဥမာကြီးကနေပါပြီးလဲဆိုရင် sorry ဒီ aorta ဆိုတဲ့သွေးလွှတ်ကြောမကြီးပါပြီးလဲဆိုရင်သွေးကြောလေးတွေပြီးဒီဥမာကြီးဒါကြတော့သွေးပြန်ကြောပေါ့နော်သွေးလွှတ်ကြောဆိုတာနှလုံးကနေလာတဲ့သွေးတွေကပြန်လာတယ်သွေးပြီးတာပေါ့နော်အောက်ဆီဂျင်ပါတဲ့သွေးပြီးတာအဲ့ဒီဥမာကြီးကနေပြီးပြန်ထွက်တဲ့သွေးကြတာသွေးလွှတ်သွေးပြန်ကြောပေါ့နော်ဒါသွေးပြန်ကြောဒီသွေးလွှတ်ကြောသွေးပြန်ကြောဟာခန္ဓာကိုယ်ဟိုးအနောက်ဆုံးဖားယူရဲ့အခြေမှာရှိတယ်သွေးကြောနှစ်ခုပြချင်တာပေါ့နော်သွေးလွှတ်ကြောမာကြီးသွေးပြန်ကြောမာကြီးပြီးလို့ရှိရင်နောက်တစ်ခုကဘာရှိလဲဆိုတော့ဒါကြတော့ lymph system လို့ခေါ်တယ် lymph system ကတော့ဘာလဲဆိုရင်သွေးလွှတ်ကြောသွေးပြန်ကြောနေမတူသူကဒီဥမာကြီးပေါ့နော်ဥမာကြီးတို့မို့တခြားကျွန်တော်တို့စီမှာရှိတဲ့organ တွေလည်းရှိတယ်ဒါအင်္ဂါအစိတ်ပိုင်းတွေကနေပြီးတော့သူကအနည်းဖြစ်နိုင်တဲ့ယောဂပူချီတဲ့အရာတွေပေါ့နော်အနည်းဖြစ်နိုင်တဲ့ယောဂပူချီတဲ့အရာတွေတေဝါတာဒီလေးနဲ့တေဝါတယ်တေဝါပြီးလို့ရှိရင်သူကဘယ်ကိုသွားလဲဆိုရင်သူကနှလုံးကြည့်ပို့ပေးတာlymph nodes လို့ခေါ်တယ်ကျွန်တော်အတိတ်ကျွန်တော်မြန်မာလိုပြောမှဆိုရင်အတိတ်လို့ခေါ်တာပေါ့နော်အတိတ်ကကျွန်တော်မြန်မာဆန်းလို့ရတယ်ဆိုရင်ဆရာဆရာမတို့လေဘင်းဟိုမီးစီအောက်ကိုနည်းဆန်းကြည့်လိုက်ကျွန်တော်မှအတိတ်ကလေးရရှိတယ်အတိတ်ကလေးတွေကအဲ့ဒီအတိတ်ကလေးကဘာလဲဆိုရင်fashion ပေါ့နော်ယောဂတစ်ခုဖြစ်ပြီးလို့ချင်းအဲ့ဒါလေးတွေကဟိုပေါင်းပြီးတော့တန်ခဲ့တယ်ဟိုအတိတ်ကလေးပေါ့အဲ့ဒီအတိတ်ကလေးကလူတိုင်းမှာရှိတယ်အခုဒါကလေဒီဥမာကြီးကနေသွားတဲ့ lymph အရေးကြီးပေါ့နော်အဲ့ lymph အရေးကြီးကိုဒီlymph အတိတ်ကလေးတွေကနေပြီးတော့တက်ပြီးတော့ lymphatic လို့ခေါ်တယ် lymph ကြောပေါ့နော် lymph ကြောနဲ့သွားပြီးလို့ရှိရင် lymph ကြောမကြီးကနေတစ်ဆင့်ဒါနှလုံးသွား lymph node သွားဟာလိုက်ဒါဆိုလို့ရှိရင်ဒါဟို
မာကြီးပဲထားလိုက်ပါတော့ဒီဥမာကြီးကိုပြီးတဲ့ဥမာကြီးကနေဒါတဲ့ဥမာကြီးကနေပြန်ထွက်တဲ့ဒီလိုတော့ကြည့်မယ်ဒီပြန်တော့ကြည့်မယ်ဒါ link ပေါ့ဒါပေမဲ့ဒီထဲမှာကျွန်တော်တို့ပြမထားတာနောက်တစ်ခုကနောက်ပေါ့နော်အာယုံကြောဒီဥမာကြီးဘိုက်အောင်နေတော့နော်အဲဒီအောင်နေဆိုတဲ့ခံစားမှုပေါ့နော်ခံစားမှုတွေဥမာကြီးကောင်းကောင်းလှုပ်ရှားဖို့အတွက်သူ့ရဲ့တက်သားတွေအဲ့ဒါတွေကိုပေါ့ပြီးတဲ့အာယုံကြောမှာအာယုံကြောလေးရှိတယ်ဒါအာယုံကြောကဒီပုံမှာတော့မပေါ်တော့ဘူးနော်အာယုံကြောလေးတွေကသူ့ဟိုဥမာကြီးကိုပြီးတယ်နော်ဒါဆိုရင်အဲ့ဒီဥမာကြီးဆိုတဲ့ဒီအစိတ်အပိုင်းအင်္ဂါအစိတ်အပိုင်းတစ်ခုမှာအားလုံးပေါင်း၄ခုပေးတာပေါ့နော်သူကတော့လုံးနိုင်မှုအတွက်ကိုပေးလှတော်တွေလာမယ်ပြပြန်ကြောသွားမယ်ပြီးလို့ရှိရင် lymph system ကနေပြီးတော့ lymphatic တွေရှိမယ်ပြီးလို့ရှိရင်အာယုံကြော system ဘာကြတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနတုန်းကဟိုပါပေါ့နော် digestive system ပြီးသွားတယ်ပေါ့နော်စာရည်မျိုးပြီးသွားပြီစာရည်မျိုးပြီးသွားလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ထဲမှာဘာလေးရှိသေးလဲဆိုလို့ရှိရင်အင်္ဂါအစိတ်ပိုင်းတွေရှိတယ်အသေးနော်အသေးကဒီလိုကြီးပေါ့နော်အသေးကညာဘက်အခြမ်းမှာရှိတယ်ဒီကညာဘက်အခြမ်းညာဘက်နှံယူအောက်ဘက်မှာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးလေးခြုံလေးပေါ့နော်ခြုံလေးကဘာလေးလဲဆိုလို့ရှိရင် pancreas လို့ခေါ်တယ် pancreas ကမြန်မာလိုပြန်ထားတာpancreas လို့ပဲရေးလိုက်တယ်နော် pancreas ကနေဆုံးသွားလို့ရှိရင်ဒီမှာဒီပုံစံလေးကတရရွက် spleen ပေါ့နော်အသေးရ pancreas ကဘာဟိုတုံးလုပ်ပြီးလဲဆိုချင်းသူကစာချီထုတ်ပြီးတယ်ကျွန်တော်အစီတို့အသားတို့ဘာပဲစားလိုက်ပေါ့နော်ဒီစားတဲ့အစားအစာတွေကိုကျင်းညင်အောင်ချက်ဖို့တဲရလည်းအရေးထုတ်ပြီးတယ်နောက် pancreas ကလည်းဒီမှာဒီတဲအောက်ဘက်ကဒီအဆင်းရောင်တွေကပါလဲဆိုရှင် EJ8 လေးတဲပုံတော့ကျွန်တော်ဒီမှာမပါဘူးတဲကနေပြီးတော့ပါလဲဆိုလို့ရှိရင်ဟိုကတဲဟိုပေါ့နော်ဦးလေးကိုသူကအတဲဘိုက်จุดတွေပေါ့EJ ရေတွေထုတ်ပြီးဥပင်လေးတွေကိုဒီဥပင်လေးတွေကိုမထုတ်ခင်မှာသူအဲ့ DJ ရေတွေကိုဒီ DJ အိတ်ထဲမှာထောက်ထားတယ်နောက်ပြီးတော့မှ DJ အိတ်ကနေပြီးတော့ပြန်ပြီးတော့ထုတ်လုပ်ဝေကံပေါ့နော်လုပ်ဝေကံပြန်ထုတ်အဲဒါကြောင့်အဲ့ DJ အိတ်ကသူကကိုထောင်ပေးထားရတယ်ဘာမှမလုပ်ဘူးဆိုတော့ DJ အိတ်ကလည်းကျွန်တော်တို့ဒီခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတော့ဒီလို DJ အိတ်ရှောင်ပြီးတော့ဒီမှာ DJ ပေါက်သွားတဲ့သူတွေပါရှိတယ်သူရှိပြီးတော့အနေရောဖြစ်နိုင်တယ်ဆရာတို့ဆရာမကြားဘူးလားမသိဘူး DJ အိတ်ထဲမှာတောက်တယ်ဆိုတာလေတောက်တယ်ဆိုတာဒီ DJ အိတ်ထဲမှာတောက်တယ်လို့ရှိရင်လည်းဘိုက်အောင်တယ်အဲဆိုရင်ဒါကဟိုပါဘောနော်အစာချီထဲမှာပြီးတဲ့ဟိုပါ digestive enzyme တွေကိုပြီးတဲ့ဟိုပါငါစိတ်ပိုင်းဒီမှာနှစ်ခုပေါ့နော်အသေးရဒါ pancreas ပဲဒီ spleen ဆိုတဲ့ဒီရွက်ကြတော့သူကဘာလို့လဲဆိုချင်းကိုယ်ခံအားအတွက်ကောင်းတယ်ကိုယ်ခံအားသူကခန္ဓာကိုယ်ထဲမှာရှိတဲ့ပိုးတွေပေါ့နော်ဘာပိုးပဲဝင်လာသူကတိုက်ထုတ်ပြီးတယ်ဒီရွက်ဆို spleen အခုကျွန်တော်မြင်နေရတာဘာလဲဆိုလို့အဲ့မကြည့်ခင်မှာဒါလေးဒီလိုဝိုင်းသွားတဲ့ဟာလေးဒီဝိုင်းလေးအဲ့ဝိုင်းလေးကဘာလဲဆိုရင်အစာအိမ်ကနေလာပြီးလို့ချင်းဥသိမ်လေးပေါ့နော်ဥသိမ်လေးကဒီလိုလေးသွားဥသိမ်လေးကပထမအပိုင်း duodenum ဆိုတဲ့ဥသိမ်လေးတိမ်လေးတွေဒီဟိုဟာအသေးရလည်းအရည်တွေပြီးတယ်ဒီ pancreas ကနေပြောလေစာချီရည်အဲ့ပြီးလို့ရှိရင်ဒီအနောက်ဘက်မှာလှမ်းမြင်နေတာခုနပြောတယ်သွေးပြန်ကြောမကြီးတဲ့ငါဘက်ကသွေးပြန်ကြောမကြီးဘယ်ဘက်ကသွေးလွှတ်ကြောမကြီးဒါဟိုဒီပေါင် pancreas တို့ဒီမှာရှိတဲ့တိမ်တို့နော်ဟိုနောက်ဘက်မှာရှိတယ်ကြောမကြီးနဲ့သွေးလွှတ်ကြောမကြီးဒါဒီဘက်ကလေယာ organic လိုက်ပေါ့နော်အဲ့ပြီးလို့ရှိရင်ဒါကိုဒီ pancreas ကိုဖက်ထုတ်လိုက်လို့ချင်းဥသိမ်ကိုဖက်ထုတ်လိုက်လို့ချင်းအမြင်ရမယ်ဆိုတော့ဒီကနောက်ဘက်မှာကြောက်ကနှစ်ခုပေါ့နော်ကြောက်ကညာဘက်မှာတစ်ခုရှိတယ်ဘယ်ဘက်မှာတစ်ခုရှိတယ်ကြောက်ကနှစ်ခုကလည်းဟို
ပါနောက်ကနေနဲ့ကြာပါနောက်ကနေနဲ့ကြာကျွန်တော်တို့ဒီတောက်ကရောင်တာတို့တောက်ကမှာဟိုပါပေါ့နော်ပြေတော့ပါဆိုချင်းအားအနောက်ကနေအောက်တက်တယ်ညာအဲ့ရနေပြီးတော့အောက်တောက်ကန်တစ်ခုကနေပြီးတော့ဟိုအားပေါ့စီးဆွန့်ထုတ်ပြီးတယ်နော်ဒါကမကောင်းတဲ့အညစ်အကြေးတွေပေါ့နော်မကောင်းတဲ့အညစ်အကြေးတွေကိုထုတ်ပြီးတော့ဒီမကောင်းတဲ့အရှိတွေကိုဒီစီးပြောင်းကနေပြီးတော့ဒီကြောင့်လည်းနှစ်ခုရှိတယ်တောက်ကနှစ်ခုရှိတယ်ဒီဒါဆိုရဲစီးပြောင်းညာဘက်မှာတစ်ခုဘက်မှာလို့ရှိရင်အဲ့ဒီစီးပြုံနေရစီးအိမ်တွေကိုဝင်တယ်စီးအိမ်ကတော့တစ်ခုပဲဖြစ်တဲ့မှာဒီခုံရိုးဆိုတာ ਨੇ ဒါစီးအိမ်ရှိနေတယ်စီးအိမ်ကနေဒီကမှာအဲ့ဒီဘက်ကိုကျွန်တော်ဆိုရင်ဒါ assistant နောက်တစ်ခုပေါ့ဒါကဟိုဟာဒီ kidney နဲ့ပတ်သက်တယ်ပေါ့နော် renal system လို့ခေါ်တာပေါ့ဒါတောက်ကနှစ်ခုရှိမယ်ဒီမှာစီးပြုံတစ်ခုရှိမယ်စီးပြုံတစ်ခုကစီးအိမ်တွေကိုဝင်တယ်စီးအိမ်တွေကနေပြီးတော့စီးရိုးဒါမှလည်းဒီပုံလေးပြန်လာတာဒီ duodenal ဆိုတဲ့ဥပဒေပေါ့နော်ပုံကိုတော့နောက်တစ်ခါကြည့်လို့ရှိရင်ဘယ်လိုမြင်ရမလဲဆိုတော့နောက်တစ်ခုဒါကနောက်ဘက်ကနေကြည့်တာပေါ့နော်နိုင်ယူနောက်ဘက်ကရှိတဲ့နိုင်ယူတွေဒါကတောက်ကနောက်ဘက်တောက်ကဒါပဲတောက်ကဘာကြောင့်လဲဆိုတော့ဒါနောက်ဘက်ကနေကြည့်လို့ ਨੇ ဘက်ကနှစ်ခုရှိတယ်အဲဒါကြောင့်တောက်ကမှာပြဿနာဖြစ်တယ်ဆိုချင်းဒီနိုင်ယူရဲ့အောက်ဘက်နော်ဒီဘယ်နဲ့ညာနေမှာအဲ့ညာမှာရနေပြီးတော့စီးပြုံနေပေါ့စီးပြုံညာတစ်ခုပဲတစ်ခုဒီနားမှာအမျိုးမြင်နေရဒီအတန်လေးကတရရွက်ဆိုတဲ့ screen တွေပေါ့နော် screen ကသူ့ပဲအခုကျွန်တော်ချက်ပြောချင်တာလေးကဘာလေးလဲဆိုရင်ဒီတောက်ဖက်နှစ်ခုရဲ့အပေါ်မှာကြတော့ဒီ gland ဆိုတဲ့ gland လေးနှစ်ခုချင်ဒီပေါ့ဒီမောရောက်တယ်အဲ့ဒီလေးတွေကတီးပေမဲ့လေသူတို့ကခန္ဓာကိုယ်ကျွန်တော်ခန္ဓာကိုယ်အတွက်ဒီဟော်မုန်းတွေထုတ်တယ် steroid နော် corticosteroid ဆိုတဲ့ဟော်မုန်းတွေထုတ်ပြီးတယ်နောက်တစ်ခုကဟိုခန္ဓာကိုယ်မှာရှိတဲ့စားတက်ပေါ့နော်စားတို့အဲ့ဟိုတက်တုတက်တွေကိုထိန်းချုပ်ပြီးတဲ့ gland လေးနှစ်ခုအတွင်းနဲ့ gland လေးနှစ်ခုကတီးပေမဲ့လေသူကအရေးကြီးပါတယ်ဒါဆိုရင်ဒါခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်အပိုင်းတွေရဲ့ခန္ဓာဗီဒအေးဟိုဒီချိန်လည်းပြီးရင်ဆရာမမေးလို့ရပါတယ်ဒါကြတော့နောက်ပိုင်းကျတော့အောက်ပိုင်းကျတော့ဘာလဲဆိုရင်ဒါကတော့ reproductive system လို့ခေါ်တယ်မျိုးသားရဲ့ဟိုပါဘောနော်ဟိုမျိုးသားရဲ့ဘယ်လိုပြောမလဲဟို sexual organ ပေါ့နော်ဒါဆိုရင်ဒါတပ်ပေအိမ်နှစ်ခုအခြေထဲမှာဝိစီနှစ်ခုရှိဒါက testis ပေါ့နော် testis နာမတစ်ခုအဲ့ဒီ testis တွေနော်ဝိစီတွေကနေပါထုတ်ပြီးလဲဆိုနော်သူ့ရေကဒီကနေပြီးတော့ဒါတုပ်ဖို့အဲ့ဒီတော့အပြင်ကိုထွက်တယ်တုပ်ဖို့ကိုရပိုက်ထဲကနေဖြတ်သွားတာအဲ့ဒီကနေလူဖြတ်သွားတယ်ဖြတ်သွားပြီးလို့ချင်းသူကနားလေးမှာဘယ်တဲ့ဝင်လဲဆိုချင်းဒီစီဟိုပါပေါ့ retro ဆိုတဲ့စီးပြုံပေါ့နော် main ဟိုဒီကစီးပြုံအကြီးတွေကိုဝင်သွားတယ်ဒါတခုဘယ်တခုအဲ့တုပ်ဖို့ပြုံတုပ်ဒီဟိုပါပေါ့နော်တုပ်ဒီတုပ်ဖို့ပြုံတုပ်ရည်တွေဟိုပါပေါ့နော်ပြောကြည့်စီးစင်းမှုအတွက်ကိုplan တစ်ခုရှိတယ်ဆိုချင်း seminal vesicle ဆိုတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါက C tape ပေါ့နော်နှစ်ခု C tape ကြောင့်လည်းဆိုတော့ဆရာဆရာမတောင်းဘူးပေါ့နော် C tape ဆိုတာဒီဟာလေးကိုခေါ်တာအဲ့ C tape ကကြောက်တိုင်းမှာရှိတယ်မိမတွေမှာဒီနှစ်ခု seminal vesicle ကအရေးတွေနောက်တစ်ခု C tape ကအရေးတွေကတုပ်ရည်နဲ့ပေါင်းပြီးလို့ရှိရင်ဟောဒါဒေါက်တာရဲ့မျိုးပွားအင်္ဂါအစိတ်ပဲနော်
ဒါမှဆိုချင်းဝေးရှိချင်မယ်ဝေးစီကနေတုပ်ပုတ်ပြုံးတုပ်တွေထွက်မယ်ပြီးလို့တုပ်ပြီးတည်မယ်တည်ပြီးလို့ရှိရင်ဒီကစီးပြုံးပေါ့နော်စီးပြုံးနေကိုဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်နဲ့ရို့ကိုထောက်ပံ့ပေးတာကြတော့ semi nervous system နဲ့နောက်တစ်ခုအဲဒီ gland တစ်ခုကနေပြီးတော့ဒီကို HP ယောက်ျားအင်္ဂါပြီးလို့ရှိရင်မိန်းမအင်္ဂါပေါ့နော်အင်္ဂါလည်းဘာရှိလဲဆိုရင်ဒီအလေတက်တဲ့အိမ်ကနေပြီးတော့ဗာလဲဆိုရှင်ပြုံလေးနှစ်ခုရှိတယ်ညာဘက်တစ်ခုဒီဘက်တစ်ခုအဲ့ဒါကြောင့်အိမ်ပြုံလို့ခေါ်တယ်ဘယ်လိုပြင်နောက်ဒီပန်းရောင်လေးကဗာလဲဆိုရှင် ovary လို့ခေါ်တဲ့သူကဗာတောက်အိမ်တောက်ovary ဆိုတဲ့တောက်အိမ်ကြီးကညာဘက်မှာတစ်ခုဘယ်ဘက်မှာတစ်ခုဗာလဲဆိုရှင်ဥလေးတွေတော့ထုတ်ပြတာပေါ့မျိုးပွားတဲ့ဥလေးထုတ်ပြတယ်ဟိုဆိုတော့မျိုးပွားတဲ့ဥလေးထုတ်တယ်ထုတ်ပြီးလို့ရှိရင်အဲ့ဒီမျိုးပွားတဲ့ဥကဒီအိမ်ပြုံကနေတစ်ဆင့်ဝင်သွားတယ်ဝင်သွားပြီးလို့ရှိရင်ဒီလမ်းကြောင်းထဲသွားတယ်သွားပြီးလို့ရှိရင်ဒီအိမ်ထဲကိုရောက်တယ်ဒီစိတ်တိုင်းကြတော့နှစ်ခုကြည့်တယ် ovary ဆိုတဲ့အောက်အိမ်ကညာတစ်ခုကြည့်တယ်ဘယ်တစ်ခုကြည့်တယ်အောက်အိမ်အတိမ်ပြကြတော့ညာမှာတစ်ခုကြည့်တယ်သူတို့ကအိမ်ထဲကိုအိမ်ထဲဝင်ပြီးလို့ရှိရင်အကယ်၍အဲ့ဒီဥလေးอ่ะပေါ့နော်အဲ့ဒီ oven ဆိုတဲ့ဥလေးอ่ะမျိုးပွားတဲ့အချိန်မှာယောက်ျားစီကနေပြီးတော့ဟိုတုပ်ကြီးပေါ့နော်တုပ်ကြီးမှာရှိတဲ့တုပ်ပိုးလေးတွေကဒီမှာဒီထဲထဲဝင်သွားတယ်ထဲထဲဝင်သွားပြီးတော့ဒီမှာဥနဲ့ပေါင်းပြီးလို့ဒီနေရာလေးမှာကြတော့ဒါကြတော့ဘာလို့ခေါ်ဆိုရင် surface လို့ခေါ်တယ် surface ဒီအပြင်ဘက်ကပိုင်းကြတော့တိုင်တာဒါ surface မှာကြတော့အောက်လေးရှိတယ်အောက်ကဒီအိမ်ရဲ့ထွက်တဲ့အပေါက်ပေါ့နော်နောက်မျိုးသမီးရာသီလာလို့ရှိရင်လေဒီအိမ်ထဲမှာရှိတဲ့အထဲမှာရှိတဲ့အလွှာတွေကနေပြီးတော့ပွာကြတာတက်ပြီးဒီ surface အောက်ထဲကနေပြီးတော့အပြင်ကိုပြီးအနေနဲ့အဲ့ဒါအင်္ဂါတို့များဆောပါအဲကြတော့ကျွန်တော်ဗာပြချင်တာလဲဆိုလို့ချင်းဒီT2 3 4 5 6 7 8 9 10 T11 T12 L1 ဆိုအဲ့ဒါကြတော့ဗာလဲဆိုလို့ချင်းအဲ့တော့ဒီနောက်ကမှာအဲ့ဒီပုံတော့ကျွန်တော်ဒီတိုးရိုးထဲမှာအာယုံကြောမကြီးရှိတယ်အဲ့အာယုံကြောမကြီးအုံနောက်ကနေလာတဲ့အာယုံကြောမကြီးပေါ့နော်အဲ့အာယုံကြောမကြီးကနေပြီးတော့ကျွန်တော်ခန္ဓာကိုယ်အဲ့ပိုင်းအားလုံးကိုခံစားမှုပြီးတယ်နောက်တစ်ခုကကြွက်သားတွေရဲ့လှုပ်ရှားမှုကိုပြောပြီးပေါ့နော်အဲ့ဒီအာယုံကြောကြီးကဒီနေရာကျတော့ကျွန်တော်ဗာပြထားတယ်ချင်းအဲ့အာယုံကြောကြီးရဲ့ခန္ဓာကိုယ်ကိုခံစားမှုပြီးတဲ့နေရာလေးတွေပြထားတာပေါ့နော်နေရာကဒီနေရာအာယုံကြောကြီးတစ်ခုထွက်တယ်ဒီအာယုံကြောကြီးကနေရာဒီအရှိပြအချိန်ပိုင်းကိုဒီအာယုံကြောကြီးဖြစ်နေလို့ချင်းဒီအချိန်ပိုင်းကထုံနေတတ်တယ်အဲ့လိုမျိုးပေါ့နော်ဒီ3ဆိုတဲ့အာယုံကြောကဒီနေရာကိုပြီးတယ်ဒီ4ကအာယုံကြောကဒီနေရာကိုဆိုပဲဒီ5 6 7 8 D1 D11 D12 L1 ဆိုတဲ့အပိုင်းကြတော့အဲ့ဒီအာယုံကြောမှာရိုက်ပြပေးပြီးတော့ပြုတ်လဲလာသူအနောက်ကနေအဲ့ဒီအာယုံကြောကလာပြီးချင်းဟုတ်လာတယ်နောက်ကနေ L1 ကဒီလိုလာပြီးချင်းဒီဘက်ကဒီပြားကိုလောင်းမှုအဲကြောင့်ဘယ်နေရာမှာထုံနေပြီဆိုလို့ချင်းတို့ဘယ်အာယုံကြောကိုကြည့်ပြီလဲဆိုတော့ဒါကိုဘာလို့ပြောရလဲဆိုလို့ချင်းအဲဒီဆိုလို့ချင်းဘိုင်းနာတယ်အားနာလည်းရှိတယ်ဘိုင်းနာလည်းရှိတယ်အဲ့ဒါကအဲ့ဒီအာယုံကြောကိုကြည့်ပြီးတော့ဘိုင်းနာခါနာလည်းဖြစ်တယ်အဲကြောင့်ဒီပုံမျိုးထုတ်ပြတာပေါ့နော်အားနာတယ်ဒီနေရာခါနာနေပြီဆိုလို့ချင်းဒါဒီအာယုံကြောကိုပြီးနေလို့ဖြစ်နိုင်ခြေရှိတယ်ဒီနေရာကနာနေပြီချင်းဒီအာယုံကြောကိုပြီးနေတယ်ပြီးနေတာခန္ဓာကိုယ်ရဲ့ခန္ဓာပြတာပုံပြပါပြီနေပြီးသွားဆိုချင်းပြီးတော့စာရည်လာတော့ပြီရှင်ဘိုက်အောင်နေ
ဘိုင်းအောင်နေဆိုလို့ချင်းကျွန်တော်ခုနကတော့အပိုင်း9ပိုင်းလာရှိနော်1 2 3 4 5 6 9 10 9နံပါတ်1ကနေစလာမယ်နံပါတ်1ကဒီအပိုင်းလေးဒါပဲနံယူအောင်နံပါတ်နံယူအောင်နေဆိုလို့ရှိရင်ဒီတရားဟိုအရှင်းဟိုအားထဲမှာလေးပါပါတယ်နော်ဒီအဲဒီမိထားရဆိုတော့အားလေးနည်းနည်းကြည့်ပါလို့ဒါပဲနံယူအောင်မှာနားရဆိုလို့ရှိရင်ဘာဖြစ်နေလဲမအသေးရှိတယ်လေအသေးရဒီကနေပြီးလို့ရှိရင်ပါကြောင်းလာဖြစ်နိုင်တယ်ကြီးကြီးရောင်းတာကြီးကြီးရလဲအနောက်ရှိတဲ့အတွက်ကြောင့်ကြီးကြီးရောင်းတာလည်းဖြစ်နိုင်တယ်ဒီထဲမှာကြောက်တယ်လို့ရှိရင်ဖြစ်နိုင်တယ်အဲ့တော့တခုပြောထားမှာဒါဖြစ်နိုင်ကြီးရှိတဲ့ယောဂါတွေပေါ့နော်ဒါဒီထဲမှာမပါတဲ့တခြားယောဂါတွေလည်းရှိသေးတယ်ပေါ့ဥပမာအသေးကင်ဆာဆိုလို့ရှိရင်လေဒီညနာတက်တာပါဘာကြောင့်လဲဆိုတော့ဒီညမှာအသေးရှိလို့လေနောက်ကြီးကြီးကင်ဆာဆိုလို့ရှိရင်ဒီညနာတက်တာပဲအဲ့ဒီဟိုနောက်ပိုင်းဖြစ်နိုင်တဲ့အားလေးကိုကျွန်တော်ခုနောက်ဆုံးမှာခုဒီညမှာဆရာမတို့ကြည့်ထားမှာဒီညမှာအသေးကြီးရှိရတဲ့အတွက်ကြောင့်မလို့အသေးကြီးနဲ့ပတ်သက်တဲ့သတ္တရာကြီးဖြစ်နိုင်တဲ့အသေးရောင်ခြင်းကြီးရောင်ခြင်းကြီးတောက်ပြခြင်းဖြစ်တယ်အဲ့ဒီပြီးလို့ရှိရင်နံပါတ်2မှာပါရှိလဲနံပါတ်2မှာသူကအသေးလေးရှိတယ်လေအသေးကဒီလိုကြီးသွားတာကန့်လန့်ပြတ်သွားတာဆိုတော့အသေးရောင်ခြင်းဖြစ်နိုင်တယ်အသေးရောင်ခြင်းဖြစ်နိုင်တယ်ဒီညူအောက်ပေါ့နော်ဒီအလေတက်အဲ့ပေါ့နော်ဘာပြောဆိုတဲ့ချိုက်တဲ့အောင်လေဆိုလို့ချင်းတဲ့အောင်မှာရှိတဲ့အင်္ဂါအစိတ်ပိုင်းကြီးအကုန်လုံးတက်နာဖြစ်နိုင်တယ်။အဲရောက်တာဖြစ်နိုင်တယ်။အခုကဒီမှာအစာရင်ရှိတဲ့အတွက်ကြောင့်အစာရင်ကြောင်းတာဖြစ်နိုင်တယ်။အစာရင်အနာဖြစ်တာနော်အစာရင်နာဖြစ်တာဖြစ်နိုင်တယ်။ပြီးရှင် pancreas ကဒီအစာရင်ရဲ့တဲ့အနောက်မှာရှိတဲ့ pancreas ပေါ့နော်အစာပြောပြောဟိုစတီမျိုး organ လေးဒီ pancreas လေးကြောင်းတာလည်းဖြစ်နိုင်တယ်။ပါလဲဆိုရှင်အလုံးတွေးရခြင်းတာလည်းဖြစ်နိုင်တယ်ဒီကျွန်တော်ဒီ star ပြထားတဲ့ဟာလေးတွေကအရေးကြီးတယ်တို့ရေးကြည့်ရဆိုရှင်ဒီဟာလေးပြီးလို့ရှိရင်နည်းနည်းအသက်အန္တရာယ်ဆိုရင်ရတယ်လို့ pancreas ကြောင့်လို့ရှိရင်လည်းနည်းနည်း view site ပါတယ်အလုံးတွေးရခြင်းလို့ရှိရင်လည်းသူကဘင်ဘက်ပါအောက်မင်းဒီညွန့်နေမှာလာပြီးတော့အောက်တက်တာချင်ဆိုလို့ရှိရင်ဘိုင်းအောက်နေဆိုပြီးတော့အမှလုံးနဲ့တီးသွားတယ်ပဲရှိဘာလို့ကျွန်တော်တို့ပြောတဲ့ဟာဒီပြင်ဘက်မှာလက္ခဏာမပြအောင်လေဘိုက်ဒီညွန့်ဒီပါဘောနော်ဒီညွန့်ရအောက်မှာဖြစ်ချင်းအဲကြောင့်တို့ဘာကြည့်ချက်ရလဲဆိုလို့ရှိရင်ဒီနေရာမှာဆိုလို့ရှိရင်နှလုံးသွေးကြောချင်းတာဖြစ်နိုင်နေဆိုတာဒါပေမဲ့အမြင်တော့ဖြစ်ရမှာမဟုတ်ဘူးညာတော့အဖြစ်တော့နှလုံးသွေးကြောချင်းတဲ့လူတွေရှင်ဘက်အောက်နေဒီဘက်ရင်မမှာအောက်တက်တယ်အဲ့ဒါကသူကအဖုံးတို့လက်တို့အဲ့ဒီနေရာမှာလည်းအောက်နေအောက်နာနှလုံးသွေးကြောချင်းပြီးအောက်နေဟာဒါပေမဲ့နှလုံးသွေးကြောချင်းအောက်နာတခြားနေရာတွေသွားနေတယ်လို့ဒီတွေ့ရှင်ညွန့်ပါလေအခုအထုံးကြည့်မယ်ဆိုလို့ရှိရင်ဒီညွန့်ရောအောက်ကဒီညွန့်ရောရဲ့အထက်မှာရှိတယ်ငါစိတ်ပိုင်းအစာအိမ်ဖြစ်လို့ pancreas ဖြစ်လို့အဲဖြစ်လို့အဲ့ဒါတွေကြောင့်ဖြစ်တယ်နောက်တစ်ခုကသူ့ရဲ့ဒီဘက်ကနေလာတဲ့နှလုံးသွေးကြောချင်းတာလေနောက်တစ်ခုကလည်းဆိုရှင်ဒီဘက်ကနံပါတ်3ဘယ်ဘက်နိုင်ယူအောင်နာခြင်းဘယ်ဘက်နိုင်ယူအောင်နာခြင်းကတရေရွက်ရောင်းတာတရေရွက်ကဒီနားလေးမှာရှိတဲ့ spleen ဆိုတဲ့ဟာလေးကတရေရွက်ရောင်းတာဖြစ်နိုင်တယ်တရေရွက်ကြီးတာဖြစ်နိုင်တယ်အခုမှတရေရွက်ချီလို့အတုံးမဲ့ပြရနော်တို့ကြည့်ရဆိုရှင်အစာရင် pancreas ပြီးရှင်ဘယ်လိုပြောတင်တာဖြစ်နိုင်တယ်ဒါကြတော့တရေရွက်ရောင်းတာပေါ့နော်အဲ့ပြီးလို့ရှိရင်နံပါတ်4ကိုနံပါတ်4မှာကျတော့ဘာရှိလဲဆိုရှင်တောက်ကက်ရှိတယ်တောက်ကက်ရှိတဲ့အတွက်ကြောင့်မို့လို့ညာဘက်တောက်ကက်ရှောင်းတာဖြစ်နိုင်တယ်တောက်ကက်တောက်တယ်တာဖြစ်နိုင်တယ်ဒါညာဘက်တောက်ကက်နဲ့ပတ်သက်တာပေါ့နောက်တစ်ခုကညာဘက်ဥမာကြီးကဒီလိုသွားတာလေဥမာကြီးကဒီလိုကန့်လန့်ဖြတ်ပြီးသွားတာဒီကပေါ်တက်တယ်လို့ရှိရင်ကန့်လန့်ပြတ်တယ်လို့ရှိရင်ဒီဘက်အောက်ဆင်းတယ်အောက်ဆင်းပြီးလို့ရှိရင်ဒီဘက်ဆိုးဝါးလေးဖြစ်တယ်ညာဘက်ကဥမာကြီးကြောင်းလာလေဖြစ်နိုင်တယ်ဒါဒီပြန်ပါဘောနော်သူကဥမာကြီးနဲ့တောက်ကက်နဲ့တက်တာပဲခါနာလို့ရှိရင်ဒီတိုင်းပဲနည်းနည်းထုံဒီဘက်ကိုတော်ကြည့်မယ်ဆိုရှင်ဘယ်ဘက်ခါနာလို့ရှိရင်ဘယ်ဘက်တောက်ကက်မှာကြောင်းလာဖြစ်နိုင်တယ်ဘယ်ဘက်တောက်ကက်တောက်ပြတာဖြစ်နိုင်တယ်ဘယ်ဘက်မှာရှိတဲ့ဥမာကြီးကိုစင်းသွားတဲ့ဥမာကြီးကြောင်းတာ
တဲ့နဲ့မိုင်းနဲ့ဒီချက်အလေတက်မှာကြောင်းလာကြတော့ဥတင်ဒီမှာဥတင်ကြီးအများတော့ဖြစ်ကြည့်တယ်လေအဲ့ဒီဥတင်ကြီးပြဿနာဖြစ်တာဖြစ်နိုင်တယ်နောက်ကတန်ထိုးလို့ရှိရင်လည်းဒီနေရာဟာဥတင်ဘက်ပြီးကဥမာကြီးဘက်ပြီးခုဟာအဲ့လိုရှိရင်ဒီအောက်ပဲဒီကညာဘက်ရင်ညာဘက်ပေါင်ရင်နာတာပေါ့နော်ညာဘက်ပေါင်ရင်နာတာဆိုတော့အဲ့ဒီညာဘက်ပေါင်ရင်မှာကျတော့ဘာရှိလဲဆိုတော့ခဏနာဟိုဘီတက်တဲ့ miss ဖြစ်တဲ့အရာရှိဥတယ်ရှိအဲ့တော့ဒီမှာစတားလေးပြထားတယ်ဒီမှာဟိုတဲ့ရောင်တာဖြစ်နိုင်တယ်ညာဘက်ပေါင်ရင်ပေါ့နော်အဲ့ဒါကညာဘက်ပေါင်ရင်မှာဘာရှိလဲဆိုရှင်အမျိုးသမီးဆိုရှင်အောက်အိမ်ရှိတယ်အောက်အိမ်ရဲ့ ovary ပေါ့နော် ovary နဲ့ပတ်သက်တဲ့ပြဿနာဖြစ်တတ်တယ်ညာဘက်အောက်အိမ်တွေးယူခြင်းညာဘက်တူအောက်အိမ်မှာအရေးကြီးကလေးရှိတယ်အဲ့ဒီအရေးကြီးပေါက်တာတွေအောက်အိမ်နဲ့ပတ်သက်တာဖြစ်နိုင်တယ်အဲ့နဲ့ပတ်သက်တာဖြစ်နိုင်ဥကြဆိုဒီညာမှာကျွန်တော်ဟိုပေါင်းလာတာပေါ့နော်ဥကြရဆိုတာဟိုဘာလဲဆိုရှင်ဘိုက်ထဲကဟိုအင်္ဂါစိတ်ပိုင်းနေအပြင်ကိုပိုးပြီးတော့ထွက်တာပေါ့နော်ဒီမှာမြင်နေရဥကြဆိုရှင်ဒီညာလေးဖောင်းနေတတ်တယ်ဥကြဒီညာမှာတတ်တတ်တယ်ဒီညာမှာတတ်တတ်တယ်အဲဒါကြောင့်ဥကြလို့ရှိရင်လေဒီဘက်ညာဘက်ဒီညာညာဘက်ပေါင်းရင်းနာတာပေါ့နော်ညာဘက်ပေါင်းရင်းနာဆိုရှင်ဥအတက်ညာဘက်အောက်အိမ်ဖြစ်နေတယ်ဥကြတာဖြစ်နေတယ်ဒီတိုင်းပဲဒီဘက်နံပါတ်9တော့ကြည့်မယ်ဆိုရှင်ဘယ်ဘက်ပေါင်းရင်းနာဆိုရှင်သူကြတော့သူ့မှာဥတက်မရှိတဲ့အတွက်ကြောင့်မလို့ဥတက်ထည့်ကြမလို့တော့ဘူးဘယ်ဘက်တောက်အိမ်တွေးယူရဖြစ်နိုင်တယ်ရေကြီးပေါက်တာဖြစ်နိုင်တယ်ဘယ်ဘက်မှာရှိတဲ့ဥကြဒါနဲ့ပဲနေပါဒါပဲပေါင်းရင်ဒါပဲပေကြတော့အဓိက CH ရှိတဲ့အတွက်ကြောင့်မို့ CH နဲ့ပတ်သက်တဲ့ပြဿနာဖြစ်နေတယ် CH လောင်ပြင် CH အဲ့ဒါတွေဖြစ်နေတယ်လူသမီးမှာဆိုရှင်ဒီလေတဲ့မှာပါရှိတယ်ဒီပိန်နဲ့ပတ်သက်တဲ့ပြဿနာတွေပါဖြစ်နေအဲ့တော့ဒီမှာအဲ့ဆိုရင်အထောက်ကြည့်မယ်ဆိုရှင်နံပါတ်1ဆိုရင်တဲနဲ့ပတ်သက်တာဖြစ်နိုင်တယ်ကြီးကြီးနဲ့ပတ်သက်တာဖြစ်နိုင်တယ်နံပါတ်2ဆိုရှင်အသေးရှိတယ်စာရင်ရှိတယ်အဲ့ဒီအသေးနောက်မှာရှိတယ်တဲနောက်ဘက်မှာရှိတယ်ဟို pancreas ဖြစ်နိုင်တယ်ဆိုရှင်ဒီပေါ်ကနေဟိုအဲ့ဒါဖြစ်တယ်တော်တော်ပြောကျင်တာဖြစ်နိုင်တယ်ဒီမှာဆိုလို့ရှိရင်ဟိုစင်းပေါ့နော်တရရွဖြစ်နိုင်တယ်အဲ့ဒါဖြစ်နိုင်တယ်ညာကဥမာကြီးရယ်ညာဘက်ဟုတ်ကဲ့ဒါကဥမာကြီးဒါကဘယ်ကြောက်ကဲတက်ကြတော့ဥသိအခုနေကြတော့ဥတက်ညာဘက်ပေါင်ရင်းမှာဖြစ်တတ်တယ်နောက်တောက်အိမ်ညာဘက်တောက်အိမ်မျိုးသမီးဆိုလို့ရှိရင်နောက်တစ်ခုဥကြတာဖြစ်နိုင်တယ်ဒါကြတော့ဘယ်ဘက်တဲ့အိမ်တောက်အိမ်ဖြစ်နိုင်တယ်ဘယ်ဘက်မှာဥကြတာဖြစ်နိုင်တယ်တက်ကြတော့စီနဲ့ပတ်သက်တာဖြစ်နေတယ်စီပိုးပေါ့နော်စီပိုးဖြစ်လို့ရှိရင်ညအောက်နဲ့အဲ့ဒါကိုဒီနဲ့ပတ်သက်တဲ့ပြဿနာဆရာအဲ့မှာဟို PowerPoint slide လေးမပြင်ရမယ်ဆရာမြင်ရလား sorry ဟိုမြင်ရတယ်ဆရာဟို PowerPoint slide မှာလေး6မှာလေးဘယ်ဘက်ပေါင်ရင်းလာမှာညာဘက်သားဥယျာဉ်ဖြစ်နေလို့ဆရာနံပါတ်9မှာဟုတ်ကဲ့ဆရာတော်လည်းပြင်ဖတ်ပြီပါ sorry ဟုတ်ကဲ့ဒီတရားနဲ့ပဲပဲနော်ဟုတ်ကဲ့ကျေးဇူးပါဆရာကဲဒါပဲတာဟုတ်ကဲ့ဒါပဲတာဦးအိမ်ပါနော်ဟုတ်အဲ့ဆိုရင်ဒါအဲ့ဒါကိုဒီပိုက်ထဲမှာရှိတဲ့ပညာမအောင်လို့ရှိရင်ဘာဖြစ်နိုင်ကြရှိလဲဆိုတော့တို့မှန်းလို့ရပြီပေါ့နော်တို့ဘီလင်းဆရာလုပ်ရပြီပေါ့နောက်တစ်ခုကခုနကပြောတဲ့အထက်မှာမပါဘဲနဲ့ကြံနေတဲ့တခြားဘိုင်းအောင်တဲ့ပြဿနာတွေဖြစ်နိုင်သေးတယ်ဒီဘိုင်းအောင်တဲ့ပြဿနာတွေကျွန်တော်စတားပြထားတဲ့ဟာလေးတွေကအရေးကြီးတယ်နော်အရေးကြီးဒီဟာလေးတွေကိုကျွန်တော်တို့ကြံခဲ့လို့မရအောင်ပေါ့နော်ဒီဟာလေးပါထည့်ပြီးစဉ်းစားရမယ်ဆိုတာပြောတာအမှန်ဆုံးပါလဲဆိုလို့ရှိရင်စီးပိုးယောဂ
စီးပိုးယောဂအမျိုးသားရောအမျိုးသမီးရောဖြစ်တတ်တယ်အမျိုးသမီးမှာပို့ပြီးတော့ဖြစ်များတယ်အဲ့စီးပိုးယောဂဘာကြောင့်အမျိုးသမီးမှာပို့ဖြစ်များလဲဆိုလို့ရှိရင်အမျိုးသမီးတွေရဲ့ယူရီထရာဆိုတဲ့အပြင်ထွက်တဲ့စီးပြုံတွေပေါ့နော်စီးပြုံတွေကအမျိုးသားရဲ့တူတဲ့အတွက်ကြောင့်လို့အမျိုးသမီးမှာစီးပိုးယောဂပို့ပြီးအခုကပေါ့နော်ပြေဆုံးပြီးသားအမျိုးသမီးဆိုလို့ရှိရင်သူတို့ရဲ့မိမကိုယ်ထဲမှာဆိုလို့ရှိရင်မိုးတက်နေသွားတဲ့အတွက်ကြောင့်လို့ဒီပြေဆုံးပြီးသားအမျိုးသမီးဆိုလို့ရှိရင်စီးပိုးယောဂပို့ပြီးတော့ပိုးယောဂကြောင့်လည်းဘိုင်းအောက်တယ်ဒီပိုးယောဂကြောင့်အောင်းနဲ့ဘိုင်းအောက်ကိုဘိုင်းအောက်နေတော့နောက် slide ဒီမှာနည်းနည်းပြထားတာဘာလို့လဲဆိုအဲ့ဒါသိထားလို့ရှိရင်တို့တိုင်းပြီးပြောလို့ရတာစီးပိုးစီးနဲ့ပတ်သက်တာဖြစ်နိုင်တယ်ဆိုတာတန်းပြောလို့ရတယ်နော်တနေ့ဟာကျတော့ပေါ့နော်တနေ့အဲ့ဒီနေရာမှာရှိတဲ့အဲ့ဒီအစိတ်အပိုင်းတွေကိုကြည့်လို့ဖြစ်နိုင်တယ်ဆိုတော့မှန်းလို့ရတယ်နော်အခုကကျွန်တော်ယူတနမှာစီးချုပ်တာတို့ဝင်းချုပ်တာတို့အဲ့ဒါဆိုရှင်လည်းကျွန်တော်ဘိုက်အောင်တာပဲလေဝင်းချုပ်ပြီးဝင်း6ရက်မသွားနိုင်လို့ရှင်ဘိုက်ကတစ်ပြင်လုံးအောက်နေတယ်သူကဥမာကြီးကဒီလိုအဲ့မှာပတ်ပြီးတော့ရှိနေတဲ့အတွက်ကြောင့်မလို့လေသူကဝင်းထုတ်လို့ရှိရင်လည်းဘိုက်တစ်ပြင်လုံးမှာဟိုဘက်ဒီဘက်ဒီအဲ့ညမှာအောက်တယ်ဒီတက်သားနာတာတော့အရေးမကြီးဘူးတက်သားနာတာဘာလို့လဲဆိုတော့ကျွန်တော်တခုခုလေးပင်မားလိုက်တယ်ထားလိုက်ပါတော့မားလိုက်တာပဲဖြစ်ဖြစ်လိမ်ပြီးတော့ခန္ဓာကိုယ်လိမ်ပြီးတော့တခုခုလှုပ်လိုက်တာပဲဖြစ်အဲ့မှာအတမင်နာသွားတယ်ပဲရှိတယ်ဒါကလည်းတက်သွားတယ်လို့မျိုးအဲ့လိုနာသွားတာပေါ့နော်အဲ့တက်သားနာလို့ရှိရင်လည်းဘိုက်အောက်တယ်အဲ့ဘိုက်အောက်တယ်နောက်တစ်ခုကခါလေးအောက်တယ်တက်သားနာလို့အောက်တဲ့ဟာကြတော့ကျွန်တော်ဘယ်လိုသိနိုင်လဲဆိုရင်သူကဒီအဲ့ကိုပေါ့နော်အဲ့ကိုခါကိုပုံးကြည့်မယ်နောက်ကိုကောကြည့်မယ်ညာဘက်ကိုကွေးကြည့်မယ်ဘယ်ဘက်ကိုကွေးကြည့်မယ်ဟိုဘက်ဒီဘက်လှည့်ကြည့်မယ်အဲ့လိုလှည့်လို့နာလာပြီဆိုရှင်ကျွန်တော်ဖြစ်နိုင်ကြီးရှိတယ်တက်သားနာဖြစ်နိုင်တယ်လို့တန်လို့ရတယ်နော်ဒါဆိုရင်ဒါအရေးမကြီးဘူးဘာလဲပရာစီတမောလေးတောက်လိုက်လို့ချင်းတက်သားရော်ကြီးတောက်လိုက်လို့ချင်းဒါယူနာတဲ့ဟာလေရိုင်းနာတာကြီးပေါ့ပေါ့နော်ဆိုကြအာယုံကြောညက်ချင်းအောင်ကြောညက်တယ်ဆိုတော့ကျွန်တော်ခုနကပြထားတဲ့ပေါ့နော် T1 T3 အဲ့လို slide လေးရှိရလေအဲ့အနောက်ဘက်ကလာတဲ့အဲ့အာယုံကြောမကြီးအဲ့မှာပြဿနာတစ်ခုဖြစ်လို့သူပေးတဲ့ခန္ဓာကိုယ်ရေပြားပတ်ပတ်လေးမှာဒီအာယုံကြောညက်ပြီးတော့အဲ့ဒီနေရာတွေနားလေးတယ်သူကနောက်တော့အဖြစ်ဒီတက်သားနာတာနဲ့အာယုံကြောညက်တာအပေါ်ယံမှာနာတာများတယ်ဟုတ်ပြီလို့ရှိရင်ကင်ဆာယောဂများကင်ဆာယောဂကြောင့်ကျွန်တော်ထုံပြီးပြောလိုက်တယ်ဘာလို့လဲဆိုတော့ပိုက်ထဲမှာငါစိတ်ပိုင်းနေအများကြီးရှိရလေအိုင်းကင်ဆာကြောင့်ဘိုက်အောင်တာဖြစ်တတ်တယ်ဦးကြောင့်ယောဂကင်ဆာကြောင့်ဖြစ်တတ်တယ်လဲကင်ဆာကြောင့်ဘိုက်အောင်တာဖြစ်တတ်တယ်တောက်ကကင်ဆာကြောင့်ဘိုက်အောင်တာဖြစ်တတ်တယ်အဲ့ဒါအထဲမှာရှိတဲ့ပေါ့နော်လင်းနှုတ်လေးတွေအဲ့ဒီလင်းနှုတ်တွေပေါ့ကင်ဆာဖြစ်လို့ဘိုက်အောင်တာဖြစ်တတ်တယ်ခန္ဓာကိုယ်အဲ့ဒီထဲမှာတို့ကစီးတိတ်ပေါ့နော်အမျိုးသားဆိုလို့ချင်းစီးတိတ်ကင်ဆာဖြစ်လို့ချင်းဘိုက်အောင်နေအဲ့ထဲမှာရှိတဲ့ခန္ဓာကိုယ်ငါပဲအစိတ်ပိုင်းရဲ့ကင်ဆာယောဂပဲဖြစ်ဖြစ်အဲ့ဒီကင်ဆာတွေကဘိုက်အောင်ဖြစ်တယ်အဲ့ကင်ဆာတွေဘိုက်အောင်နေဆိုတာများသောအားဖြင့်သူတို့ကနောက်ဆုံးအဆင့်ပေါ့နော်ပိုလီပြတ်နေမှာဘိုက်အောင်လာများတယ်တုံတောင်အစာရင်ကင်ဆာတို့အဲ့ဒါကဥကင်ဆာတော့တုံတောင်ဘိုက်မအောင်အဖြစ်ရှင်ပါလေဘိုက်မအောင်သူတို့ကနည်းနည်းဆိုးလာပြီဆိုရင်နော်အောင်ကျွန်တော်တို့ထိတ်ချင်းစားပါဗောနော်ဘိုက်အောင်တယ်ဆိုလို့ရှိရင်ဒါပေမဲ့ကင်ဆာရောကြောင့်ဘိုက်အောင်တယ်ဆိုလို့ရှိရင်သူကနာတာရှိဘိုက်အောင်တာချက်ချင်းတင်းမြစ်ဘိုက်အောင်တာမဟုတ်ဘူးတချို့လူနာတွေရှိတယ်ကျွန်တော်ဒီဘိုက်အောင်တာဒီနှစ်ရက်လောက်ရှိပြီဗောနော်အစာရင်ကင်ဆာဖြစ်ပြီလားပြောတတ်အောင်ဆိုလို့ရှိရင်တင်းနေပြောလို့ရတာအစာရင်ဒီနှစ်ရက်ထဲနဲ့ဆိုလို့ရှိရင်အစာရင်ကင်ဆာမဖြစ်နိုင်ဘူးအစာရင်ကင်ဆာလို့ရှိရင်ပတ်နဲ့ချီပြီးတော့လားနဲ့ချီပြီးတော့အဲ့လိုအောင်တာဗောနော်ကင်ဆာကြောင့်အောင်နေတာဘုရားပါလဲဆိုရင်အစာအိမ်ဦးနှင့်အခြားအင်္ဂါများပေါက်ခြင်းဆိုတော့အရေးကြီးတာပေါ့နော်ပေါက်တော့ရဆိုလို့ရှိရင်အဲ့ဒီအစာအိမ်တို့ဦးတို့ထဲမှာရှိတဲ့ဒီတွေပေါ့နော်ဒီတွေးတွေအဲ့ဒါတွေကဘိုက်ထဲကိုဝင်ပြီးတော့ဘိုက်ကြီးဖောင်းလာတတ်တယ်တွေးပေါင်ကြီးတောက်သွားတတ်တယ်ဒီမှာနောက်အဲ့စာအိမ်တို့ဦးတို့အဲ့ဒါပေါက်သွားလို့ရှိရင်အဲ့ဒီထဲမှာရှိတဲ့ပကြီးရပို့တွေအပြင်ကိုရောက်သွားပြီးတော့ဒီနိုင်အဲ့ဒီဘိုးတွေကတွေးရောက်သွားတတ်တယ်ပေါ့နော်အဲဒါကြောင့်
ပေါက်တဲ့ဟာဒါကျွန်တော်တားတတ်တာတယ်ဘယ်ဟာပဲပေါက်အရေးကြီးတယ်တိုင်းဥနိုင်တယ်အဲ့တော့ဒီကြီးပေါက်တာဖြစ်နိုင်တယ်ဥတက်ပေါက်တာဖြစ်နိုင်တယ်ဒီသမီးရဆိုချင်းတိမ်ပေါက်တာပေါ့နော်တိမ်ပေါက်တာဖြစ်hollow organ လို့ခေါ်တဲ့ဟိုအကောင်းပေါက်ဒီနာတွေပေါက်တာပေါ့နော် hollow organ မဟုတ်တဲ့အသေးပေါက်တော့အသေးတော့ပေါက်တာမဟုတ်ဘူးအသေးတန်ရတာတို့နောက်တစ်ခုက pancreas မှာတန်ရတာတို့နောက်တစ်ခုကတရေရွက်တန်ရတာတို့ကြောက်ကတန်ရတာတို့တခုနဲ့ထိမိခိုက်မိတာပဲဖြစ်ဖြစ်နောက်တစ်ခုကဓာတ်နဲ့ထိုးမိတာပဲဖြစ်ဖြစ်အဲ့ဒီအင်္ဂါစိတ်ပန်းတွေလည်းပေါက်နိုင်တယ်အဲ့ဒါဆိုချင်းလည်းပေါက်တယ်အဲ့ဒါလည်းအကြီးကြီးတယ်ပေါ့နော်ဘာပါလဲဆိုရှင်ဥကထောက်တယ်ဥပေါက်တော့များသောအားဖြင့်ကလေးမှာဖြစ်တယ်ကလေးမှာဥကထောက်ပြီးတော့ဥထဲမှာရှိတဲ့ဟိုမရှိတဲ့ဟာတွေကရှိဦးအဲ့တော့ဥပိတ်တယ်လို့ခေါ်တယ်မခောက်ပဲနဲ့ဥကပိတ်သွားလို့ရှိရင်လေဒီဥရဲ့ဟိုအရင်းမှာရှိတဲ့ဒီနေ့ပေါ့အဲ့မြင်ရအပြင်ကိုအဲ့ဒီမှာပဲပိတ်ပြီးချောင်းပြီးတော့ဟိုပြန်ပြီးတော့အန်နာတော့ကြည့်ရအောင်နော်တချို့အရန်ဆိုးတဲ့သူတွေလို့ချင်းမစင်းနေပြန်အန်နာတော့ကြည့်တယ်အဲ့ဒါကဥပုတ်တာကျတော့ဥကိုသွားတဲ့တွေးသွားလာရှိပါလားတွေးကြောမှကြီးရနေလာတဲ့တွေးတွေပေါ့နော်အဲ့ဒီတွေးမှာပိတ်သွားလို့ချင်းအဲ့ဥပုတ်အားလေကြီးတယ်ထောက်တာပဲဖြစ်ဖြစ်ပိတ်တာပဲဖြစ်ဖြစ်ပုတ်တာပဲဖြစ်ဖြစ်အချိန်မီမကုသလို့ရှိရင်အသက်အန္တရာယ်ဆိုရင်ရတယ်အဲ့ဒါဘာလဲဆိုချင်း one bite တွေးကြောမှကြီးပေါက်ခြင်းအဲ့ဒါကျွန်တော်ပြထားတဲ့တွေးကြောမှကြီးထဲမှာဟိုအနီအောင်တွေးကြောမှကြီးဒီနှလုံးကလာတဲ့တွေးကြောမှကြီးအဲ့တွေးကြောမှကြီးကပေါက်သွားလို့ရှိရင်အဲ့တွေးတွေကဘိုက်ထဲမှာဆူပြီးတော့ဟုတ်ဒီပေါင်လေးတာလာမယ်အဲ့တော့ဘိုက်ကြီးကဖောင်းလာမယ်ပေါ့နော်အဲဒါကြောင့်လေဒီပြားလေးအသက်အန္တရာယ်ရှိတယ်အချိန်ကြီးပိတ်လို့ချင်းနောက်ကတားအိမ်ကိုဝင်ပေါက်အဲဒါကြတော့ ectopic pregnancy လို့ခေါ်တာပေါ့နော်ဒီတနေ့ဟိုအိမ်ကြေတာမဟုတ်ကိုဝင်ကြေတာမဟုတ်ဘဲနဲ့တိတ်ကိုဝင်ကအိမ်ထဲမှာမရှိဘဲနဲ့အိမ်ရဲ့ဘေးနားမှာရှိတဲ့တားအိမ်ပြုံလို့ခေါ်တာပေါ့နော်ကျွန်တော်ခုနကနာဘက်တစ်ခုဘယ်ဘက်တစ်ခုရှိတယ်အဲ့ဒီအိမ်ပြုံထဲမှာဒီသွားတေးလို့အဲ့ဒီအိမ်ပြုံကတိလေးပဲလေတိလေးပဲဆိုတော့ဟိုတတိသားကြီးထားဖို့အတွက်မလုံလောက်ဘူးကြီးလေသားကြီးလာလို့ချင်းအဲ့ဒီအိမ်ပြုံတွေကပေါက်ထွက်သွားတတ်တယ်ဒါလည်းအနည်းရှိတာဥအိမ်ကိုဝင်နောက်တစ်ခုကဘာလဲဆိုချင်းရောင်ရမ်းဥယောဂလို့ရေးထားတယ်ရောင်ရမ်းဥယောဂကြတော့အင်္ဂလိပ်လိုဆိုလို့ချင်းတော့ inflammatory bowel disease ပေါ့နော်ဟုတ်လားရောင်တာအဲ့ဒီဥယောင်တဲ့ဟာဘယ်နေရာမှာဖြစ်တယ်လဲဆိုချင်းမိမိခန္ဓာကိုယ်ကမိမိရဲ့ခန္ဓာကိုယ်ကဆဲတွေကိုပြန်ပြီးတော့တိုက်ခိုက်တဲ့ဟို immune disease ဥပမာပြောလို့ရှိရင်ဟိုပါပေါ့ဒီပြလေးပဲနာမဟုတ်ဒီလေးပဲနာနော်ဒီလေးပဲနာ SLE lupus နော်အဲ့လိုမျိုးနော် autoimmune အဲ့ဒီ autoimmune သို့မဟုတ်မိမိခန္ဓာကိုယ်ပြန်ပြီးတော့တိုက်ခိုက်တဲ့ဘောဂါတွေတောင်ရဥယောဂဖြစ်တဲ့အဲ့ဒီဥတွေကိုပေါ့နော်အဲ့ဒီဥကိုခန္ဓာကိုယ်ပြန်ပြီးတော့တိုက်တာပြန်ပြီးတိုက်တဲ့အတွက်ကြောင့်မလို့ဥရရှောင်လာတာပေါ့နော်အဲ့တောင်ရဥယောဂါလေအကြီးတောင်းနေဆိုတော့သူ့အချိန်မီမကုလို့ချင်းအဲ့ဒီကြောင်ရဲ့ဥတွေကပေါ့ inflammatory bowel disease အဲ့ဒါနဲ့ခက်စင်တူတာနောက်ဆုံးတစ်ခုကဘာလဲဆိုချင်းကျွန်တော်ဟိုအတား Google မှာတခြားကြည့်တော့ဒါပဲထွက်လာစိတ်တူသောသားထွက်လွယ်သောဥသိဥမယောဂါတဲ့တော့အင်္ဂလိပ်မှာဆိုလို့ချင်းတော့ irritable bowel disease ပေါ့နော် irritable bowel disease ဆိုတာသူကစိတ်တူလာလို့ချင်းနောက်ဘာဒေါသထွက်လာလို့ချင်းစိတ်ညစ်လာလို့ချင်းအဲ့ဆိုရင်ဘိုက်ကအောက်လာဒီနေ့ကျတော့အဲ့ဒီမှာဘာပြဿနာရှိတယ်တော့ဘာပြဿနာမှမရှိတာစိတ်ထောင်းလို့ကိုကြည့်ဆိုတာတားဘူးပေါ့နော်ဆရာတော်ဆရာမလို့အဲ့စိတ်တောင်းဒီဘိုက်ထဲမှာရှိတဲ့အဲ့ဒီဥတွေပေါ့နော်အဲ့ဥတွေကနေပြီးတော့ဟိုရန်ကြီးကိုလှုပ်ချလာတာတချို့လူတွေချင်းဝင်သွားတယ်ရှိတယ်သူကြတော့ဝင်ထုတ်သွားတယ်နောက်တစ်ခါဘိုက်ကတပြင်းလုံးအောင်တယ်အဲ့လူတွေကဘယ်အချိန်ကပူဆွတ်တယ်ဆိုလို့ချင်းစိတ်ဖြစ်စီမှုများတဲ့အချိန်တွေကြတော့ပုံပြီးတော့ဒါစိတ်ကျွန်တော်ဘာမှမပြောနေကြတော့စိတ်တူဒေါသထွက်လွယ်တော့ဥသိဥမယောဂါပေါ့နော် irritable bowel disease ဒါတော့အရေးမကြီးဘူးဘာကြောင့်လဲဆိုတော့ဒါကအထဲမှာဥထဲမှာတကယ်ပြဿနာဖြစ်တာမဟုတ်ဘူးလေ။နောက်စိတ်တို့စိတ်ဒေါသထွက်တာပြောပါလို့ရှိရင်အဲ့ဒီလက္ခဏာကတက်တာ
ဒါဆိုလို့ရှိရင်ဒီနေရာထဲမှာကြီးရဲ့ဟာတွေကဘာလဲဆိုလို့ရှိရင်တော့စတာပြထားတဲ့ဟာလေးတွေကတို့ပြလို့မရဘူးเนาะဒါထည့်စဉ်းစားကင်ဆာယောဂါတွေနိုင်ဒါနာတာရှိနာတိုင်းနာနေပြီအဲ့ဒါကအစာအိမ်ဥနှင်းအခြားအင်္ဂါများပေါက်ခြင်းပေါက်လို့ချင်းပေါက်တဲ့ဟာကြတော့ဒီနာတာရှိဖို့တော့ထည့်ချင်းယူအရင်အောက်တက်လာတာပေါ့နော်အဲ့အနာရှိတဲ့လူကအဲ့လိုအရင်အောက်တက်လာပြီဆိုရင်ဒါပေါက်တာဒါတော့အချိန်တူလေးအတွင်းမှာအရင်စိုးစိုးဝါးကြီးနာလာလို့ချင်းဟုတ်ကဲ့စဉ်းစားရမယ်ပေါက်တာပုတ်တာအဲ့ဒါတည်းလေဖြစ်တတ်တယ်လေဒီတွေ့ကြုံမှပေါက်တာလေညံ့နေတော့တာဥအိမ်ကိုဝင်ပေါက်ကြည့်တော့ကိုဝင်ရှိနေပြီအဲ့ဒီကိုဝင်ရှိတာဒုတိယပိုင်းအရင်အပြီးကျအောက်လာပြီစဉ်းစားထားမယ်တော့တောင်ရန်ဥယောဂဆိုတဲ့ inflammatory bowel disease အဲ့ဒါလေဒီဘဝဟာတွေအရင်ပြူလားဆိုတော့စီပိုလည်းအရေးကြီးတယ်ဘာလို့လဲဆိုတော့စီပိုယောဂဖြစ်လို့ချင်းတို့အချိန်မီမပူလို့ချင်းစီပိုကပြီးကြောတွေကိုကြောက်သွားနိုင်တယ်ကြောက်သွားပြီးလို့ချင်းအသက်အန္တရာယ်ကြီးစိုးရင်ရတတ်တယ်စီပိုချစ်လို့ချင်းလည်းတို့ပေါ့နော်ဒီကုသတင်တော့ဒါပေမဲ့စီပိုချစ်လို့ချင်းတို့တိတာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာ start ပြမှာနော်ဒီပိုလက္ခဏာဘာတွေလဲဆိုတော့နောက်လိုက်တာလေဒီမချင်းတာရှိသေးလားမသိဘူးဒီထိကပါလဲဆိုရှင်ဟုတ်ကဲ့ဆရာဒီထိကခန္ဓာကိုယ်ရဲ့အနေရာတွေမှာနာလို့ချင်းဘယ်အင်္ဂါဘယ်ယောဂါတွေဖြစ်တတ်လဲဆိုတာသိလို့ရတာပေါ့နော်အဲ့ဒါရှင်ဘိုင်းအောင်လာပြီဆိုရှင်ဆရာတို့ဆရာမတို့လူနာကိုမေးကြည့်လို့ရတယ်ဒါကြောင့်ဒါတွေမေးရတယ်ဆိုချင်းဒီလူနာခဏတစ်ပြုတ်နဲ့ပျောက်သွားနိုင်လားဒါမှမဟုတ်ဆရာဝန်ပြဖို့လိုလားဆရာတို့ဆရာမတို့ပန်းစလို့ရတာပေါ့နော်အမေကမေးမလို့ဆိုချင်းဘယ်နေရာကနာလဲအဲ့ဆိုကျွန်တော်သိပါရင်နော်ဘယ်နေရာနာလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုတာတို့နိုင်တဲ့အတွက်ကြောင့်လို့ဒါအရေးကြီးတယ်ဒီတော့ဘာလို့ခံလို့ရပြီဆိုချင်းဒါတဲ့နေရာကိုအညိုးလေးနဲ့ထောက်ပြအဲ့ဆိုချင်းတို့အဲ့ဒီတင်းနေတုံးလေးက6ခုချစ်ကိုအဲ့ဒီarea ဥပဒေကဘယ်နေရာလဲဆိုတာကလေးဆိုလို့ရှိရင်လည်းအညိုးနဲ့ထောက်ပြခိုင်းလို့ရအောက်ပြင်းထန်နေအဲ့ဒါလည်းအရင်ကြီးကြည့်တယ်တစ်ကနေ30ပေါ့နော်ကျွန်တော်ဒီမှာမေးတာတော့10ဒီလိုဆိုလို့ရှိရင်နည်းနည်းလေးနာ0ဆိုလို့ရှိရင်တော့လုံးဝမနာဘူးပေါ့နော်သူဆိုရင်လုံးဝမနာဘူးဒီဆိုရင်နည်းနည်းနာတယ်ဒီဆိုရင်နည်းနည်းသူ့ထက်ပိုလာတယ်3 4 5 6အဲ့ပြပြချင်းနာလာပေါ့နော်ဒါဆိုလို့ရှိရင်အနာဆုံးမခံမရနိုင်အောင်နာနေပြီဒီတစ်ကနေ30အတွင်းမှာတောင်းနာလေနည်းနည်းလေးနာဆိုလို့ရှိရင်တော့ဒါသိပြီးတော့မဆိုးဝါးသေးဘူးဆိုတော့တို့ခံမကြည့်လို့ရတယ်။အများကြီးတစ်ချိန်လုံး5-6 ရက်လောက်ကိုနာနေတယ်။ဒါတဲ့ဟာကလည်းအများကြီးမခံမြတ်နိုင်အောင်နာနေတယ်။စားလည်းစားလို့မရဘူးအိတ်လို့လည်းမရဘူး။အိတ်လောက်ကြီး10 လောက်ကိုနာနေပြီ။အဲ့ဒါမှဒီနေ့ဆိုလို့ရှိရင်ဆရာဝန်နဲ့ပြအောင်ပြပါတို့မိထားလို့မရပါဘူးနော်။ကျွန်တော်ဥမာတစ်ခုပြောမှဆိုရှင်ကျွန်တော်ညီမကသူကUS မှာလေUS မှာသူကသွေးလေးပဲနာလေးပြင်နေတယ်အဲ့ဒါသူကဟိုတယ်သွားသူဒါဆိုရင်ဟိုတယ်သွားတာပေါ့နော်ဟိုတယ်သွားတဲ့အချိန်မှာသူကဘိုင်းအောင်နေအဲ့အောင်တာကတော့အောင်နေအဲ့လိုလည်းသိမရဘူးသူကအဲ့ဟိုတယ်မှာနေဟိုတယ်ဆိုတော့လေသူကကြောင်လေးတော့မပြချင်ဘူးကျွန်တော်လည်းဘာမှမပြောဘူး3-4 ရက်လောက်အဲ့သူ့ဘာယူအောင်နေတာချစ်ကိုတော့အောင်နေတာပေါ့နော်သူပြင်ထန်တာအဲ့ဒါသူ့နေရာကိုသူ့မျိုးသူပြန်ရောက်မှရှေးုံနဲ့တွားအောင်ဘာဖြစ်နေလဲဆိုတော့တက်ပေါက်နေနောက်တစ်ခုကသူကသွေးလေးပနာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီpancreas ကိုခေါ်တာပေါ့နော် pancreas ကလည်းအဲ့လိုပြင်းပြထန်ထန်နာနေပြီဆိုရှင်လုံးဝမပေါ့ပါနဲ့ဆရာဝန်နဲ့တောက်ပြပါစီတက်မကြီးဝန်ထမ်းနဲ့တောက်ပြပါအဲ့ဒါဖြစ်တယ်ခန္ဓာကိုယ်ကတို့လူနာတိုင်းကိုပြောတယ်listen to your body လို့အမြဲတမ်းပြောတယ်ခန္ဓာကိုယ်ကပြောတဲ့ဟာကိုနားထောင်ရတယ်အရင်နာနေရဥမာတစ်ခုလောက်အရင်မခံမင်းအောင်နာနေအပက်ကပ်စီတောက်လိုက်လို့ချင်းအနာပြောလို့ချင်းတက်တာသွားတယ်
နောက်ပြီးတော့ပြန်နာလာတယ်အဲ့ဆိုရှင်ခန္ဓာကိုယ်ကပြောနေနေဆရာဝန်နဲ့တောက်လို့ပြီးဆိုတာပြောနေတာအဲ့ဆိုရှင်တောက်ပြဒါပြင်းထန်တာအရင်အကြီးကြီးပါတယ်ဒါပင်ညာနာလေအဲ့ဒီဥပမာပေါ့နော်သင်ကောင်းဒီဘာပေါ့ဒီညွန့်နေရာနာတယ်ညွန့်နေရာပြတ်နာတဲ့ညာဒါပင်ညာနာပြီးလဲဆိုချင်းဒီပိတ်ကြီးမနာနဲ့လည်းနာတယ်အဲ့ဆိုချင်းတော့ဒါတခုလုံးပြီးတော့ကျင်တာဖြစ်နိုင်တယ်ဒါပင်ညာနာလဲဆိုဒါပင်ညာကဘာကြောင့်နာလဲဆိုချင်းတခါတည်ကြလို့ချင်းအဲ့ဒီကျွန်တော်တို့ရဲ့အင်္ဂါစိတ်ပိုင်းတွေကခန္ဓာကိုယ်ရဲ့ဒီဘိုက်အရှိမှရှိတယ်လို့အနောက်မှာလည်းရှိတယ်လေသူကဘိုက်ထဲမှာရှိတာဆိုတော့အရှိမှလည်းနာတတ်တယ်အနောက်မှာလည်းနာတတ်တယ်အဲကြောင့်ဘိုက်ရှိရနာဆိုရှင်အနောက်ဘက်ခါအောင်နာလားပြီးတော့ဒီနာဘက်ပေါ့နော်ညာဘက်နိုင်ယူအောက်မှာနာတဲ့ဥမာအသေးထားလိုက်ပါတော့အဲ့ညာဘက်နိုင်ယူရဲ့အောက်မှာရှိတယ်လေဒီအောက်မှာနာတဲ့ဟာရဆိုချင်းသူကကလပ်ပြည့်တသားကြီးရှိတယ်လေကလပ်ပြည့်တသားကြီးရဲ့တသားနဲ့ကတ်နေတဲ့အတွက်ကြောင့်မလို့ကလပ်ပြည့်တသားကိုအားပြီးတဲ့ဒီညာဘက်ပခုံးမှာလည်းတွားပြီးနာတက်တယ်အသေးအောက်နာလို့ဒီညာဘက်ကနိုင်ယူအောက်ကဒီနာလို့ချင်းညာဘက်ပခုံးမှာတွားနာတက်တယ်ဒီဘက်မှာဖြစ်တဲ့ယောဂတစ်ခုဆိုလို့ချင်းဒီဘက်ပခုံးမှာလည်းတွားပြီးတော့နာတက်တယ်အဲဒါကြောင့်အားပင်နေရနာလဲဆိုတာလည်းဒီပန်းကြည့်ရတာပေါ့နော်လောက်တာပြီခုတည်းနှစ်ပဲကြာလာဒါမှမဟုတ်5လောက်ရှိပြီလား3လောက်ရှိပြီလားတနည်းလောက်ရှိပြီလားဒီကြာတဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်အဲ့ယောဂဘာယောဂဖြစ်နေလဲဆိုတာခံမှန်းလို့ရတယ်နိုင်တော့နိုင်ပဲရှိသေးတယ်အရင်ထိုးအောင်လာပြီဒါဆိုလို့ရှိရင်တော့ဒီမှာတစ်ခုပေါက်နေပြီလားဖြစ်နေပြီလေလာနေချီပြီးနာနေပြီလို့ရှိရင်ဒါကင်ဆာဖြစ်နေပြီနေရာလေနောက်တစ်ခုအောက်ပုံအောင်နီးဆိုတာထိုးပြီးအောင်နာလားရရှိပြီးနာတာလားထိုးပြီးအောင်လဲဆိုလို့ရှိရင်ဥပမာကြောက်ကက်အောင်နာလိုမျိုးကြောက်တိတ်ပြီးတော့အောင်နာပေါ့နော်တီးချီကြောက်ကက်အောင်လို့ဆိုရှင်အဲ့လိုထိုးပြီးတော့နာတယ်ထိုးပြီးတော့နာတာလားဒါမှမဟုတ်ရပြီးတော့ဘူးသွားခြင်းလို့နာတာလားအဲ့ဆိုရှင်တော့တိန်တို့ဥမာကြီးတို့မှနိုင်တော့တက်နာတင်နိုင်တယ်ပေါ့နော်အဲ့အောက်ပေါ်အောင်ဒီကိုလေဝင်းစီဝင်းထုတ်လားဝင်းနေရှောနေလားဝင်းထုတ်လို့ရှိရင်လည်းပိုင်းနာတာပဲလေစီထုတ်လားစီခဏသွားနေလားနောက်တစ်ခုကအန်လားနောက်တစ်ခုကအသားဝါလားအစရှိသည်ဖြစ်မို့တနေ့တခြားလက္ခဏာတွေရောရှိသေးလားဆိုပြီးတော့အောင်မေးအောင်မူလားနှုံးသလားအဲ့ဒီဟာတွေနော်တခြားလက္ခဏာတွေကိုလည်းမေးကြည့်သားဝါဆိုရှင်တော့အသေးမှတက်တာသူဖြစ်နေပြီပေါ့နော်လို့ဆိုလို့ချင်းပိုအောင်လေဥပမာအဆိုင်နော်အဆိုင်အနာဆိုလို့ချင်းအစာစားလို့ချင်းပိုအောင်တယ်အစာစားပြီးလို့ချင်းတက်ချင်းအောင်တက်လာတယ်တာမစားနေလို့ချင်းတက်တာတယ်နောက်တစ်ခုပေါ့နော်ဒီစားပြီးလို့ချင်းပိုအောင်တယ်အဲ့ဒါအသေးတို့accuracy ဖြစ်နေတာပေါ့နော်ဘလို့ဆိုလို့ချင်းပိုအောင်လေဆိုတော့နောက်တစ်ခုဆိုလို့ချင်းပေါ့စားနာဆိုလို့ချင်းကျွတ်တော့ခန္ဓာကိုယ်လှုပ်ရှားလို့ချင်းပို့ပြီးတော့အောင်လေဘလို့လှုပ်လို့ချင်းတက်တာလေဘလို့လှုပ်လို့ချင်းတက်တာလေအစာရင်အောင်လာဆိုလို့ချင်းအစာရင်ကြီးတော့လို့ချင်းတက်တာသွားတယ်တက်တာနာဆိုချင်းအခက်အခဲပြောက်စီတော့ပါရာစီတမောလို့ဓာတ်ရော့စီတော့လို့ချင်းတက်တာသွားတယ်လို့နေတက်တာမိကုန်းလေးတွေကျွန်တော်တို့မေးလို့ရတဲ့ပတ်သက်ပြီးကျွန်တော်မိကုန်းတစ်ခုမိထားတယ်နော်ဒီနေရာမှာနာလေဘယ်လောက်ပြင်းထန်လဲဒါပဲနေရာမှာနာသေးလဲဘယ်လောက်ကြာပြီလဲအောက်ပုံအောင်နေတာဘယ်လိုအောင်တာလဲဝင်းနေစီးတွေခန္ဓာတွေအသားဝါတွေတခြားဟာတွေရောရှိသေးလားဘယ်လိုအောင်လဲဘယ်လိုချင်းသက်တာလဲနောက်တစ်ခုအောင်တဲ့ဟာလေးတွေကသူ့ဟာနဲ့သူနေရာမှာသူရှိတဲ့အတွက်ကြောင့်မလို့သူခံမလို့ရတယ်ဒီစီးနဲ့ပတ်သက်တဲ့လက္ခဏာကြတော့သူကသူ့အဖြစ်ဖြစ်တဲ့သူ့လက္ခဏာရှိတယ်စီးဖို့ပေါ့နော်စီးဖို့များသောအားဖြင့်ကြားပါဒီနေရာမှာပြောရတယ်ဆိုကျွန်တော်ပြောချင်တာဒီစီးဖို့ယောဂကကြောက်ကစီးဖို့ယောဂကဘယ်နေရာကနေဖြစ်တတ်တယ်ဆိုရင်အောက်ဘက်ကစီးအန်ကနေစပြီးလို့ရှိရင်စီးပြုံးလို့ရှိရင်အပေါ်
စီးအိမ်တောက်ကအကျူတက်သွားတယ်အဲ့လိုတောက်ကမှာစီးပိုးရှိရဲ့ယောဂအဲ့ဆိုရှင်အဲ့တော့စီးတောက်ကထဲမှာပေါ့နော်တောက်တယ်တာပေါ့တောက်ကထဲမှာတောက်တယ်တာနောက်တောက်ကတဲ့စီးပြူနေမှာတောက်တယ်လို့ရှင်ဒီလက္ခဏာတွေအဲ့ဒါဆိုရှင်ဘာလို့ဆိုရှင်ဖားမှစီးဆက်ပြီးကြိုက်တယ်တဲ့ကျွန်တော်တို့ဖားကိုထောက်ကြည့်လိုက်မယ်ဖားကိုထောက်ကြည့်လို့ရှိရင်စီးဆက်နေရအောင်တက်သွားကြည့်လိုက်မယ်ဖားနေပြီးတော့ချင်းစီးဆက်နေရအထိအဲ့လိုနာနေပြီဆိုရှင်ဒါစီးနေပတ်တဲ့ပြဿနာတစ်ခုဖြစ်နေဒါပဲဘယ်ခါနေပြီးတော့ဘယ်စီးဆက်အဲ့လိုမျိုးနာရဆိုရှင်စီးနေပတ်တဲ့ပြဿနာတစ်ခုမှန်လို့ရတယ်စီးနေပတ်တဲ့ပြဿနာဖြစ်လို့ရှိရင်သူကနားလိုက်ပြောက်လိုက်ဖြစ်တယ်တစ်ချိန်လုံးနာမနေဘူးဟိုခါရကြလို့ရှိရင်အများကြီးအခက်မျက်နှာအောင်နာပြီးလို့ရှိရင်နောက်9 မိနစ်လောက်ကြာလို့ရှိရင် तू မဟုတ်တယ်လို့ချက်ချင်းပြောက်သွားအဲ့လိုမျိုးနားလိုက်ပြောက်လိုက်ဖြစ်တယ်နောက်တစ်ခုကစီးပူတယ်စီးတော့လို့ရှိရင်ပူတယ်စီးအောင်တယ်ခဏနာသွားတယ်အဲ့လိုမျိုးစီးနေပတ်တဲ့လက္ခဏာတစ်ခုပူယောဂါဒါမှမဟုတ်တောက်တည်ခြင်းယောဂါဒါဆိုရင်ဒါစီးနေပတ်တဲ့ဟာပေါ့နော်ဒါကကျွန်တော်အဓိကပြောချင်တာတောက်နဲ့တောက်ကနေထွက်တဲ့စီးပြုံပေါ့အဲ့ဒီစီးပြုံမှာပြဿနာဖြစ်လို့ချင်းအောက်မှာရှိတဲ့စီးအိမ်မှာပြဿနာရှိလို့ရှိရင်တော့စီးအိမ်မဲချောင်းနေဆိုလို့ရှိရင်တော့စီးအိမ်နေရာမှာပဲအောင်ပါပေါ့နော်ဒီကတော့ခါးကြည့်တယ်မအောင်ဒါပြီးလို့ရှိရင်ဦးတက်ရောင်ခြင်းနဲ့ဦးတက်ကကျွန်တော်တို့ခုနလိုပြောထားရဆိုရှင်ဦးတက်ကညာဘက်ပေါင်ရင်းမှာရှိတယ်လေညာဘက်ပေါင်ရင်းမှာရှိတဲ့ညာဘက်ပေါင်ရင်းမှာနာလို့ရှိရင်တော့တင်းနေတယ်ဒါဦးတက်ရောင်နေနေဆိုတာတော်တော်ခံမှန်းလို့ရတယ်ဒါပေမဲ့တစ်ခါလေကြာလို့ရှိရင် तू ကနည်းနည်း tricky ဖြစ်တယ် तू ကနည်းနည်းမစားတတ်တာပေါ့နော်အဲ့ဒါကြီးနာချက်မှနာအရင်နာတယ်ချက်မှဒီမနေ့ကချက်မှတက်လျက်နာတယ်ဆရာအဲ့ဒါနဲ့ဆရာကဒါတန်ကောင်ထိုးတာဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါတန်ချာသေးပြီးလို့ပြန်လုပ်လိုက်ပြီးတော့မှနောက်ညနေကျမှကလေးကဆေးရုံရောက်ဘာလို့ဦးတက်ရောက်ပြီးတော့ဆေးရုံရောက်သွားတာအဲ့ဒါပြောင်းပြန်ပြီးတော့ပေါ့နော် complaint လုပ်ကြတာရှိလာဘူးဦးတက်ရောက်နေဆိုလို့ရှိရင်ပထမအဦးဆုံးတစ်ခါတလေတားလို့ချင်းထပ်မှအရင်နာတယ်ထပ်မှနာပြီးတော့မှနောက်ဘက်ပေါင်ကိုကျွေသွားတာဒါတက်ဆိုရင်ဦးတက်ရောက်တာဦးတက်ကညာဘက်မှာလည်းညာဘက်မှာကြီးပဲနာလည်းဖြစ်နေတယ်ညာဘက်ပေါင်ကြီးမှာဒါမှမဟုတ်တက်ကနေပြီးတော့ညာဘက်ပေါင်ကြီးကိုကျွေသွားတာဆရာတော်နားကျင်တယ်လားဘယ်လိုလုပ်ချင်လဲနည်းနည်းလေးတော့ကြံသေးရအောင်ပါရပါတယ်ဆရာရတယ်ဆက်သွားလိုက်ပဲရပါတယ်ဟုတ်ပါလဲဆိုချင်းဘိုင်းအောင်ခြင်းမှာအနည်းပြစ်နိုင်တော့အချက်ဒီချက်ကိုဆရာဆရာမ screenshot ရရင်လည်းကြည့်လိုက်ဒါဒီအချက်တွေဖြစ်နေပြီဥရှိနေပြီနောက်တစ်ခုကဘိုင်းအောင်နေပြီဆိုလို့ချင်းကျွန်တော်တို့ပေါ်လို့မရအောင်ဒီလူနာမှာအနည်းတစ်ခုဖြစ်နိုင်နေဆိုတော့ကျွန်တော်တို့ဒီမှာထားတာပေါ့အနည်းဖြစ်ရမယ်လို့မဟုတ်ဘူးဖြစ်နိုင်ကြီးရှိတာပေါ့ရန်နဲ့ပတ်သက်တဲ့မိကုန်းလည်းကျွန်တော်မေးထားတယ်နော်အားလဲဆိုလို့ရှိရင်နံပါတ်1ချက်ကအင်တာထဲမှာမိလဲကြကြည့်ဘာလဲအောင်နေအင်တာထဲမှာမိလဲကြပါလဲဆိုလို့ရှိရင်ကျွန်တော်ကြည့်ထားရမယ်ဘာဖြစ်နိုင်လဲဆိုရင် impact ထဲမှာတွေးယူတာဖြစ်နိုင်တယ်ဒါမှမိလဲကြတာနံပါတ်2ကအောင်းမှုလားပိုင်လဲအောင်နေခေါင်းလဲမှုလေနည်းနည်းသတိထားရမယ်ဟုတ်ကဲ့တော့မပါဘူးနော်ဒါကောက်ဖို့နောက်3ချက်ကဒီကနှလုံးသွေးကြောကျဉ်ယောဂရှိခဲ့ပူတယ်အဲ့နှလုံးသွေးကြောကျဉ်ယောဂရှိခဲ့ပူလဲဆိုလို့ရှိရင်ဒါနှလုံးသွေးကြောကျဉ်တာလေဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ထည့်ပြီးတော့စဉ်းစားထားရမယ်ငါဖြစ်ခဲ့ပူလားအန်နာအတလီအန်နာဟုတ်အန်နာပူပြီးတော့ဆိုးလာတယ်အဲ့ဒါကြီးအန်လာတယ်ညလှည့်အိပ်လို့ရှိရင်လည်းအန်နေပိုပြီးဆိုးလာတယ်ဆိုရင်အထက်မှာတခုဖြစ်နေပြီဟုတ်ဒါမယ်အဖောင်းလာတယ်ပိုင်လဲအောက်နေပိုင်လဲဖောင်းလာဆိုရှင်အထဲမှာအကြီးတစ်ခုစိတ်နေပြီလားဒီကြောင့်မပေါက်နေပြီလားဆိုကျွန်တော်တို့နည်းဒါမယ်
နောက်တစ်ခုကအမျိုးသမီးများယာတီလာမမှန်ခြင်းတဲ့ဘာကိုပြောရလဲဆိုချင်းခုနကကျွန်တော်ပြောတဲ့အာဥအိမ်ဟိုအာတအိမ်ပြုံပေါ့အဲ့တအိမ်ပြုံမှာတရေတည်းတာဖြစ်နိုင်တယ်လေမျိုးသမီးကယာတီလာတာမမှန်နေဆိုတော့ तू ကယာတီမလာတာ2လလောက်ရှိပြီအဲ့လည်းအောင်လာတယ်ဒါဆိုရင်အိမ်ပြုံမှာဟိုကိုယ်ကိုယ်ရန်လည်းကိုယ်ရှိလို့ရှိမှသိနေသိဘောနော်အဲ့ဒီအမျိုးသမီးကအဲ့အောင်ပြီးတော့ယာတီလာမမှန်မင်းနဲ့လာပြရဆိုချင်းအာမင်အစာယောဂရှိသူများ तू ကဒီနာကင်ဆာရှိတယ်နောက်တစ်ခုကဒါမှမဟုတ်အဆုတ်ကင်ဆာရှိတယ်အပိုင်းနဲ့မဆိုင်ဘူးလေဒါပေမဲ့အဲ့ကင်ဆာရှိတဲ့လူတွေဘိုက်အောင်လာပြီဆိုရင်တော့ဒီတတိထားတော့အတော်တောက်ဆိုရင် तू ကဒီနာကင်ဆာဖြစ်ဘူးတယ်ဒီနာကင်ဆာဖြစ်ပြီးတော့တော့ကျွန်တော်ဘာပြောလဲဆိုတော့ဘိုက်အောင်နေတခုနဲ့စီးထားလို့ပဲဘက်ကအောင်လို့ပြောတယ်ဘယ်ဟုတ်လားအဲ့ဒီအစာရင်စီးတောက်လို့လည်းမတက်တာဘူးအခက်အခဲပြောက်စီးတောက်လို့လည်းမတက်တာဘူးနောက်ဆုံးဒါတခုတော့မဟုတ်တော့ဘူးနည်းရက်ကလည်းကြားလိုက်ပြီးတော့အဲ့ CT scan ရိုက်ကြည့်တဲ့အခါမှာအဲ့ကင်ဆာအစာရင်ထဲမှာရောက်နေ။ဆိုင်နဲ့ဥတဲကိုရောက်နေတာပေါ့နော်။ကင်ဆာရောဂါဖြစ်တဲ့လူတွေဘိုက်အောင်နေဆိုရှင်နည်းတတိတော့ထားရမယ်လို့။တစ်ခုကဒါနံပါတ်8 930 930ကဘာကိုပြရလဲဆိုရှင်တောက်ပြတာဒီကောင်ပြတာဘာကြောင့်လဲဆိုလို့ချင်းအထဲထဲမှာတစ်ခုခုချိုးနေတာပဲဖြစ်ဖြစ်အထဲမှာဘိုက်ထဲမှာယောဂပြန်သွားလို့ပဲဖြစ်ဖြစ်930ဖြစ်တဲ့လက်ဖြူရောဖြစ်ပြီးတော့ကျွေးစိတ်တွေပြန်နေတယ်ဘိုက်အောင်ပြီးတော့သွေးပေါင်တွေတာနေတယ်အဲ့တော့နှလုံးခုန်မမှန်ဘူးဒါမှမဟုတ်နှလုံးခုန်မြန်နေဒါကြောင့်သွေးပေါင်တင်လို့ချင်းကျွန်တော်သိတာပေါ့နော်သွေးပေါင်တွေတာနေတယ်နှလုံးခုန်တွေမြန်နေတယ်နှလုံးခုန်ကအေးလိုက်မြန်လိုက်အဲ့လိုဖြစ်နေတယ်ဒါအဲ့ဒီတားတက်ပြီးတော့ဘိုက်အောင်နေဆိုလို့ချင်းအထဲမှာယောဂတစ်ခုဖြစ်လို့ဖြစ်နေလို့ဖြစ်နိုင်တယ်ပေါ့ဥပမာဦးတက်ပေါက်တယ်ဦးတက်ရောင်တယ်နောက်တစ်ခုကအိတ်ချောင်းတယ်အသေးရောင်တယ်အဲ့လိုမျိုးအဲမှာယောဂတစ်ခု fashion တစ်ခုဖြစ်နေပြီလို့ချင်းအားတက်တယ်အဲ့တော့အလွန်အပန်းမောပန်းနေတယ်အဲ့လဲအောင်တယ်အရင်ကြီးလေးမောနေတယ်ဒါဆိုရင်တစ်ခုနိုင်တယ်ဒါကြတော့ဘာလဲဆိုချင်းဘိုက်ကိုနည်းနည်းတာလေးဆန်းကြည့်တာပေါ့အရင်ကြီးတော့မနှိမ့်နေပေါ့နော်လူနာတော့နှိမ့်ဖို့တော့အာမပြဘူးဘာလို့ဆိုတော့ဘိုက်ကိုပြီးလေးပြည်ပြီးတော့အလှုပ်လိုက်လို့ရှိရင်နာတယ်အဲ့ဆိုရှင်အထဲမှာperitonitis လို့ခေါ်တယ်အဲ့ဒီဒီဘိုက်ကြီးအထဲမှာရှိတဲ့အင်္ဂါတွေကိုဖုံးထားတယ်အဲ့ဒီ peritoneum ကြီးကြောင်နေပြီဆိုရင်အထဲမှာအောက်တာတစ်ခုဖိလို့ရှိရင်နားတယ်ဒါဘောပေါက်လေးဖိပြီးပြန်လွှတ်ကြည့်ရပါတော့ဘိုက်ကိုဆန်းဖိလိုက်လို့ရှိရင်ဘိုက်ကပျော့နေရမှာလေပျော့မနေဘဲနဲ့ပြင်ချက်ကြည့်လို့ပဲမာနေပြီဆိုရှင်လေဒီထဲမှာတစ်ခုခုဘိုးရတဲ့ပြဿနာတစ်ခုဖြစ်နေနိုင်တယ်ဘိုက်ကိုဆန်းစီးသွားနေသွားတယ်စီးသွားနေဆိုတာသူက shock ဖြစ်ပြီးတော့ဒီကောင်ကြီးတာပြီးတော့စီးသွားနေသွားတယ်15ပြည့်ရှိလို့ချင်းအနေနဲ့ဖြစ်နိုင်တယ်အဲဒါကြောင့်ဒါရေးလက်ကြည့်ပါတယ်ကျွန်တော်15ပြည့်တစ်ခုဖြစ်နေပြီဆိုချင်းဒါဆရာဝန်နဲ့တော့ပြအောင်တခါလေကြားလို့ရှိရင်လည်းဥပမာပေါ့နော်virus ယောဂဖြစ်တယ်ဥပမာတုပ်ကွေးဖြစ်တယ်နောက်တော့ကိုကွေးဖြစ်တယ်ဖြစ်ပြီးလို့ရှိရင်အဖျားတက်တယ်လေအဖျားတက်ပြီးလို့ရှိရင်လည်းဝင်းသွားတယ်နောက်တော့ပိုက်နည်းနည်းလေးအောင်တယ်အဲ့ဒါကြတော့လေသူက virus ရှောင်ဖြစ်တဲ့ဟာတွေကြောင့်လည်းသိအရေးမကြီးတော့ဘူးပေါ့နော်အမြဲတမ်းအရေးကြီးရမယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ဒါတွေဖြစ်လို့ရှိရင်တော့နည်းနည်းအန္တရာယ်ရှိတယ်အနည်းဆုံးတော့ကျန်းမာရေးဝန်ထမ်းနဲ့တိုင်းမြင်တင်တယ်ပေါ့နော်ဒီအထက်ကြီးရှိတယ်နောက်တစ်ခုကအဲ့ဒီအထက်ကြီးရှိလာပြီဆိုလို့ချင်းကျွန်တော်နာပြုဆရာဝန်နေနဲ့နော်တော့ပြမယ်တော့ပြလို့ရှိရင်ဆရာဝန်သူနာပြုကျန်းမာရေးဝန်ထမ်းတွေကဒီအထက်ကြီးကိုစမ်းသပ်လို့ရတာပေါ့နော်ဘူလင်းစမ်းသပ်ရပြီအဲ့အောင်ပြီစီကြည့်လို့ရတယ်စီကြည့်ခြင်းအပြင်စီးထဲမှာပိုးကြည့်သလားစီးထဲမှာတွေးကြည့်သလားတွေးရှိရဆိုရှင်စီးကြောက်တယ်လို့ပြောတယ်စီကြည့်လို့ရတယ်ဝင်းစီကြည့်လို့ရတယ်တွေးစီကြည့်လို့ရတယ်တွေးကြတော့တော်တော်ဝင်းစီကြည့်ကြဝင်းထဲမှာပိုးကြည့်မရှိပေါ့နော်ဒါသိနေတော့တွေးကြတော့အရန်အသုံးဝင်တယ်ဘာလို့လဲတွေးစီကြည့်လို့ရှိရင်ကျွန်တော်ဘာကြီးခံမလို့ရတယ်
အသေးကိုဖမ်းမှန်းလို့ရတယ် pancreas ကိုဖမ်းမှန်းလို့ရတယ်နောက်တစ်ခုကဟိုပေါ့ဒီမှာသူ့မှာအကြီးကြီးပိုး infection ရှိနေသလားဆိုတာအဲ့ဒါတို့ဖမ်းမှန်းကြည့်လို့ရတယ်ပေါ့နော်တွေးစစ်နောက်တွေးစစ်ကြည့်ရကျွန်တော်ပြောချင်းမကျင်လေကျွန်တော်ဒီ1 2ပြီးတော့အဲ့ကိုဒီ scan ရိုက်ကြည့်လို့ရပါဘောနော် ultrasound ရိုက်လို့ရတယ်အမှန်ရိုက်ကြည့်လို့ရတယ်ဆိုရှင်ဒီတိတက်ပို့ပြီးတော့ဟိုနည်းနည်းပြင်းထန်လာပြီထင်လို့ချင်း CT scan တို့ MRI တို့ရိုက်ကြည့်လို့ရတယ်အမှန်တို့အမှန်ကို ultrasound တို့ CT scan တို့ကြတော့ဘာကိုတွေ့နိုင်လဲဆိုရှင် CMO C အန်ကြောင်းတွေမှာတောက်ချိမချိသိလို့ရတယ်နောက်အမှန်ရိုက်ကြည့်ရကြတော့ဟိုဟာခုပေါက်နေလားပေါ့နော်အဲ့ဒီမှာဦးလေးပဲပေါက်နေလားအစာရင်ပေါက်နေလားအဲ့ဒါကိုအမှန်ရိုက်ကြည့်လို့ချင်းအဲ့ဒီမှာဒီလေလေးတွေ့အဲ့ဒီအမှန်ရိုက်ကြည့်ရရတယ်ဒါတွေကကြတော့ဒီဟာကျောင်းစမောစီမှာအဲ့မြို့ကြီးလောက်မှာပဲရှိနေတယ်အမှန်တို့အစိုးရကကြောင့်အရင်တော့မဆိုင်ဘူးဒါပေမဲ့နှလုံးသွေးကြောကျဉ်းတာဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဆွေးကြည့်လို့ဒါလူအဲ့လိုရှိရင်စမ်းသပ်ကြည့်ရမယ်အကြမ်းများနောက်ဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင်နောက်ဆုံး slide ပေါ့တမိုင်ဝန်ထမ်းတွေမတွေ့သေးခင်မှာလုံနိုင်တော့အဲ့ဒါဘာလဲဆိုရင်ဘိုက်အောက်နေပြီဆိုရှင်ရေကက်လို့ရတယ်ရေကက်လို့ရှိရင်နည်းနည်းကြောင်းလာပါနည်းနည်းတက်တာသွားနေတာပေါ့နော်ဥပမာကိုကဦးတက်ရောင်းနေပြီနောက်တော့တီးချေအိမ်ရောင်းနေပြီတခုရန်ရောင်းနေပြီထင်လို့ရှိရင်ဆရာဝန်တွေတော့သွားပြရမယ်ဒါပေမဲ့တော်မပြပြင်စက်ကြားမှာအဲ့ဒီအားနဲ့သွားတာပဲဒီလှဲနဲ့သွားတာပဲအဲ့ဒီကလေးကတ်ထားလို့ရှိရင်အဲ့ဒီအနာတက်တာပေါ့နော်အဲ့တော့ရင်နွေးကတ်တာလည်းရှိတယ်ရေကက်လို့ချင်းတော့အယောင်ညွတ်နိုင်တာပေါ့နော်ငင်းလေးနေရမယ်အဲ့ဒီလိုကိုပိုက်ချင်မှာခုပြင်းပြင်းထန်ထန်နားနေလို့ရှိရင်ငင်းလေးနေရအကောင်းဆုံးပဲအဲ့လိုရှာနေလို့ရှိရင်ပို့ပြီးတော့အားတက်တယ်ပေါ့နော်ငင်းလေးနေကြရပြင်ခန္ဓာကိုယ်ထဲမှာတွေးသွားလာတယ်နေသွားတယ်ပေါ့နော်ဟိုအဲ့ဒီဟိုလောကဖြစ်နေတဲ့နေရာတွေကိုတွေးသွားလာပို့ပြီးတော့ကောင်းနေတာပေါ့အဲ့ဒီရောက်တဲ့လူချင်းမနှိပ်ပါနဲ့ကျွန်တော်ကခုနပြောတာနေ့ကြည့်ပြီးပြန်ဖြစ်လို့ရှိရင်နာတယ်လို့နောက်တစ်ခုကကိုင်ကြည့်လို့ရှိရင်ပြင်ချက်ကြည့်လို့ဖြစ်နေဆိုပြီးတော့ဆရာတော့မသိပါနဲ့နော်ပေါ့ပါလေးတော့အားရလေးလက်လေးတင်ပြီးကြည့်လို့ရတော့မနှိမ့်နဲ့ဘာလို့တော့အဲ့တခုပေါက်နေလို့ရှိရင်တွားနှိမ့်လို့ရှိရင်ပို့ပြီးတော့ပေါက်ပါတယ်ဟိုတချို့ကြလည်းဟိုအထိတ်တိန်နဲ့ဟိုခါနာလေးဆိုပြီးတွားနှိမ့်တာပါလေရှိတယ်နိဟိုလေးဟိုဘာဖြစ်တာလဲမသိနိုင်တော့လေအငြိကင်းဆိုတော့လေဆေးတော့တောက်လို့ရတယ်ဥမာအစာအိမ်တို့ဦးတိန်တို့ဘာလို့လဲအဲ့လိုမျိုးနာတာဖြစ်လို့ရှိရင်လေထတို့တန်ညရှိလို့ရှိရင်လေဆေးဥပမာအပြင်ဒိုင်ဂျင်းတို့ဂျယ်လီမက်တို့ပေါ့နော်ဗမာပြည်မှာဆိုချင်းဒါတွေနော်အဲ့ဒါတွေနည်းဆိုင်ပြီးတော့တုံးကြည့်လာဆိုရာမင်းတို့ဒါလေးနည်းနည်းလေးတော့ဖတ်ကြည့်လို့ရတယ်ဆရာဝန်နဲ့မတွေ့ခင်မှာဆရာဝန်နဲ့တွေ့လို့ရမယ်ဆိုလို့ချင်းတော့ဟောင်းနေပေါ့နော်အဲ့လိုအစာနဲ့ရည်နဲ့ပတ်သက်ပြီးတော့အစာရင်ရောင်ပြီဆိုလို့ရှိရင်တော့အစာပြောတော့စားတင်တာပေါ့နော်အစာမမာတို့မြုပ်ကြီးပါတဲ့ဟာတွေတို့နောက်အစာမချီတဲ့အစာတွေတော့တနေ့တည်းများမစားနိုင်ဘူးနော်အစာပြောလေးပဲစားပေါ့အစာရင်ရောင်မဲ့တန်းရရှိလို့ချင်းရန်ကြီးအဲ့ကအရန်ကြီးဟိုဒီတက်ကြီးလိုပဲဖြစ်နေပြီနော်ဟိုနည်းလေးပြီးပြီးတော့ပြန်လို့ကြည့်လို့ချင်းနာနေပြီနောက်တစ်ခါအခံမြက်နေတော့အရင်အောက်နေ9:10မှာ9:10လောက်အောက်နေပြီအဲ့အရင်အောက်နေလို့ချင်းကြတော့ဘာလုံးဝမစားရကောင်းဘူး။မစားမနေရေတောက်ရှင်နေဆိုလို့ချင်းခုအဲ့တဲ့ရေလောက်ပဲတော့ဘူးနော်အာဆုလိုရေလောက်ပဲတော့ပြီးလို့ရှိရင်ဆရာဝန်နဲ့ဟိုပြုနေဆေးရုံအဲ့ဒါကိုသင်တော့ကောင်းတယ်နော်။အရင်အောက်လို့ချင်းကြတော့ဘာကြောင့်လဲဆိုတော့အဲ့တင်ကြလို့ချင်းဘိုက်ခွဲဖို့လိုမယ်လေ။ဘိုက်ခွဲမယ်ဆိုလို့ချင်းတော့ဟိုအိုင်းထဲမှာစားလို့ကြီးလို့အဲ့နေဒီမှာနော်လူတလောက်ပဲတော့ပါအတားဒီလောက်ပဲဒါပေမဲ့ဒီညမှာထွင်းနေတစ်ခုတော့ရှိတယ်ဆရာတို့စီးနေပတ်တဲ့ပြဿနာတော့တင်းပြီလောက်ပြီခါနေပြီးတော့ဟိုပေါင်ရင်းချီလဲနာနေစီးသွားလို့ရှိရင်လည်းပူတယ်စီးခဏလည်းတွားတယ်နော်အဲ့လိုစီးနေပတ်တဲ့ပြဿနာဖြစ်ပြီဆိုရှင်တော့အဲ့ဒီစက်ကြီးနဲ့ရေဦးများတောက်ရတယ်ဒီပူဒါမှမဟုတ်ဖြီးပြောက်ဖြစ်လို့ရှိရင်ရေများတောက်လို့ရှိရင်
ဒီလက္ခဏာလေးသက်သာသွားနိုင်တယ်အဲကျွညက်တစ်ခုတော့နောက်ဆုံးတစ်ခုကကျတော့တမ်းမာကြီးဝင်နေချက်ချင်းပြပါဒီကြည့်လာပြီဆိုလို့ချင်းနော်ဒါဆိုရင်အခုအထိဆိုလို့ချင်းဆရာတို့ဆရာမတို့ဟောပေါ့နော်ဒီအချိန်မှာဆရာဝန်ကတတ်ပြင်ပြီဆိုတော့ဆရာတို့ဆရာမတို့မှန်းကြည့်လို့ရတာပေါ့နော်ဒီ idea လေးရလို့ရှိရင်ပဲကျွန်တော်မှတ်ပါတယ်ဟုတ်တယ်ရရှိထားပါဘူးဆရာတို့ဆရာမတို့ဗာမေးချင်တာရှိ